သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1386ခုနှစ်တစ္ဆာမုန်းလပြည့်နေ့2014ခုနှစ်နိုဝင်ဘာလ6ရက်မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်ညောင်ဦးမြို့ရွှေစည်းကုံစေတီတော်အင်္ဂါတော်ဓမ္မမန္တအတွင်း955ချိန်မြောက်ရွှေစည်းကုံစေတီတော်ဗုဒ္ဓပူဇနီယပွဲတော်အခမ်းအနားနှင့်ဆက်လျင်း၍ဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ညောင်ဦးမြို့ဖခင်ကြီးဥစိန်ဝင်းအားရည်စူး၍မိခင်ကြီးဒေါ်ချိုကြီးဝင်းစတာဆောင်ဆံရောင်းဝယ်ရေးမိသားစုအောင်မင်္ဂလာရနှင့်ညောင်ဦးမြို့တိရိပစ္စယ၄ရပ်ကွက်ရန်ကင်းသာဟိုတယ်နှစ်ဖက်မိဘများရည်စူး၍ဝေးကိုစိန်တော်မေတန်းထိုက်သာမောင်ပိုင်ဟိတ်ထက်မောင်မင်းတော်ထက်မိသားစုတို့၏အဝတ္တဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဘုရားဘာသာဝင်အမျိုးသမီးများ၏ဘဝအောင်မြင်ရေးအကြောင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီပါလိုလားတောင်းတကုံပေါင်းခသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနိဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူရောကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကုတ်အထုတော်မူရသည်ဖြစ်ပြီးခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပေမညင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘုရားဘာသာဝင်အမျိုးသမီးများဤဘဝအောင်မြင်ရေးမြတ်စွာဘုရားထင်ရှားပွင့်ပေါ်တော်မူလာတဲ့အခါမှာမြတ်စွာဘုရားရဲ့တပည့်တာဝကပရိသတ်အနေနဲ့ဘိက္ခုပရိသတ်ဘိက္ခုနီပရိသတ်ဥပတကပရိသတ်ဥပတိကာမပရိသတ်လို့ဘုရားဘာသာဝင်ပရိသတ်၄မျိုးရှိတယ်ဒါကိုပဲ Buddhist Society လို့ဘုရားဘာသာမှာမြတ်စွာဘုရားရဲ့တပည့်တာဝကအဖြစ်ခံယူကြတဲ့ပုဂ္ဂိုလ်တွေသာသနာတော်နဲ့ဆက်လျင်းပြီးတော့မြတ်စွာဘုရားတဲ့ဒေသနာတော်တွေဟာဘယ်တရားပဲဟော
ပရိသတ်၄ပါးနဲ့ပတ်သက်ပြီးတော့ဟောတဲ့တရားတွေကြီးပဲများတယ်ပရိသတ်၄ပါးပတ်သက်ပြီးတော့ဟောတဲ့တရားတွေမှာယမယံခါထူးခြားတဲ့အကြောင်းတစ်ခုကိုပြုပြီးတော့ယံပရိသတ်တွေကိုဥတည်ပြီးတော့ဟောတာလည်းရှိတယ်ယမယံခါဘေကုဏိမတွေကိုဥတည်ပြီးတော့ဟောတာလည်းရှိတယ်ယမယံခါကျတော့အမျိုးသားဥပဒကပရိသတ်ကိုဥတည်ပြီးတော့ဟောတာလည်းရှိတယ်ယမယံခါကျတော့ဥပတိကာမအမျိုးသမီးတွေဥတည်ပြီးတော့ဟောတာရှိတယ်ဘာပဲဟောမြတ်စွာဘုရားဟောသမျှသည်အလုံးအတွက်အကျိုးဖြစ်မဲ့အရာတွေကြီးပဲမြတ်စွာဘုရားကိုကဟိတနဲ့ဒုက္ခတရားတို့ရဲ့ဟိတဒုက္ခအလို့ငါလောကမှာမြတ်စွာဘုရားပေါ်ထွန်းလာတာဖြစ်လို့အလုံးအတွက်ဟိတဒုက္ခဖြစ်မဲ့တရားမျိုးအဆုံးအမမျိုးကိုဟောကြားတာဖြစ်တယ်မြတ်စွာဘုရားရဲ့ဒေသနာတော်ဟာစတုပရိသသာတာရဏဘဂဝတောဒေသနာလို့ဆိုရတယ်မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒတွေဟာပရိသတ်၄ပါးလုံးနဲ့ပတ်သက်ပြီးတော့ဟောတာတွေကြီးပဲပရိသတ်၄ပါးလုံးအတွက်အကျိုးဖြစ်မှာတွေကြီးပဲသို့တော့ဥတည်ချက်ဆိုတာတော့အကြောင်းတိုက်ဆိုင်လာတဲ့အခါယမယံကဟောတာဖြစ်ပေမဲ့တူညီသောပန်းတိုင်ဘုရားဘာသာဝင်တွေရဲ့တူညီသောပန်းတိုင်ဆိုတာရှိတယ်မျိုးသားနဲ့မျိုးသမီးအကြီးကျယ်ခွဲခြားပြီးတော့ discrimination လို့ခေါ်တယ်အမျိုးသားအမျိုးသမီးခွဲခြားမှုကြီးကိုအကြီးကျယ်ဆုံးခွဲခြားဆက်ဆံခဲ့တဲ့နိုင်ငံတနိုင်ငံမှာမြတ်စွာဘုရားပွင့်တယ်မျိုးသားမျိုးသမီးခွဲခြားဆက်ဆံတဲ့နိုင်ငံမှာမြတ်စွာဘုရားပွင့်တော့ထိုကဲ့သို့မျိုးသားမျိုးသမီးခွဲခြားဆက်ဆံမှုဆိုတဲ့ကြီးကျယ်ကွဲပြားခြားနားမှုကြီးဟာမြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့ကြိုးပမ်းဆောင်ရွက်မှုကြောင့်ခွဲခြားဆက်ဆံမှုတွေဟာပေါင်ကျင်းသွားတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်မြတ်စွာဘုရားပွင့်တော်မူတဲ့အိန္ဒိယနိုင်ငံရှေးတုန်းကတော့အိန္ဒိယလို့တော့မရှိဘူးပေါ့အခုအိန္ဒိယနိုင်ငံလို့ဆိုတဲ့ဒေသမှာလူတွေဟာဇတ်နဲ့ပတ်သက်ပြီးတော့ခွဲခြားပြီးတော့ဆက်ဆံနေကြတာဖြစ်တယ်ဇတ်မြင့်နဲ့ဇတ်နှိမ်ဆိုပြီးတော့ခွဲခြားဆက်ဆံမှုတွေလုပ်ကြတယ်ဇတ်မြင့်တဲ့ပုဂ္ဂိုလ်တွေဇတ်နှိမ်တဲ့ပုဂ္ဂိုလ်တွေအခွင့်အရေးချင်းမတူညီပဲနဲ့ခွဲခြားဆက်ဆံမှုကြီးစိုးလာကြီးစိုးတဲ့နိုင်ငံမှာတောင်မြတ်စွာဘုရားကဇတ်ကိုအလေးမပြုပဲနဲ့ကိုချင်းတရားကိုဦးစားပေးပြီးတော့ဟောပြောတဲ့ဒေသနာတော်တွေဆုံးမဩဝါဒတွေပေးခဲ့တော့ထိုနိုင်ငံမှာရှိတဲ့ဇဝါဒကြီးစိုးလို့ဇဝါဒကိုမျက်နှိုးစွာလိုက်နာကျင့်သုံးနေကြတဲ့အထက်တန်းစားလို့ဆိုတဲ့လူအလွှာတွေကမြတ်စွာဘုရားအပေါ်မှာအလွန်မုန်းကြတယ်ဇာခွဲခြားဆက်ဆံမှုနဲ့အခွင့်အရေးရပြီးအထက်တန်းကျနေတဲ့ပုဂ္ဂိုလ်တွေဗြဟ္မဏတို့ဆိုတာမြတ်စွာဘုရားရဲ့ဇတ်တုအခွင့်အရေးဇာခွဲခြားမှုမပြုဘဲနဲ့တူညီသောအခွင့်အရေးပေးတာကိုအလွန်ပဲမလုံမုန်းထားဖြစ်ပေါ်လာကြတယ်ပေါ့သို့တော်လည်းမြတ်စွာဘုရားဟာဇတ်ခွဲခြားမှုမပြုဘဲနဲ့ကိုချင်းတရားဟာအဓိကထားပြီးတော့ကိုချင်းတရားတူညီမှုကြိုးစားခဲ့ထို့တူပဲအမျိုးသားအမျိုးသမီးခွဲခြားဆက်ဆံတဲ့နိုင်ငံမှာမြတ်စွာဘုရားဟာမျိုးသားပဲဖြစ်စေမျိုးသမီးပဲဖြစ်စေကိုချင်းတရားပေါ်မှာယက်တည်ပြီးတော့တူညီသောအခွင့်အရေးတစ်ခုတရားဓမ္မရေးရနဲ့ပတ်သက်ပြီးတော့ခွဲခြားဆက်ဆံတာလုံးဝမရှိခဲ့အမျိုးသားဘိက္ခုတွေဘက်ကရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလံကိုလက်ရယံနဲ့လက်ဝဲယံအဖြစ်
အစင်တန်းထားရှိသလိုအမျိုးသမီးဘိက္ခုနီတွေဘက်ကလည်းပဲခေမာနဲ့ဥပ္ပလဝန္နာဆိုတဲ့ထေရီမနှစ်ဦးကိုလက်ရရန်လက်ဝဲရန်ဖြစ်အမျိုးသမီးတွေဘက်ကလည်းအဆင့်တူဆိုတဲ့ပုံစံမျိုးနဲ့မြတ်စွာဘုရားခွင့်ပြုထားတာရှိတယ်ဥပဒကဥပတိကမတွေတဲမှာလည်းပဲထို့တူပဲစိတ်တသူကျွယ်တို့ဟဋ္ဌကအာလဝကတို့ဆိုတဲ့ဥပဒကတွေကိုလက်ရရန်လက်ဝဲရန်အနေနဲ့ထိတ်တန်းထားခဲ့တယ်လို့ပဲဥပတိကမလို့ခေါ်တဲ့အမျိုးသမီးတွေမှာလည်းပဲခုတ်ဆုတ်တရာတို့နန္ဒမာတာတို့ဆိုတဲ့ဥပတိကမနှစ်ဦးကိုလက်ရရန်လက်ဝဲရန်အနေနဲ့အစင်တန်းမြင့်တင်ပြီးတော့ထားခဲ့တာဖြစ်တယ်အဲ့တော့ပရိသတ်၄ပါးလုံးကိုအစင်တန်းဂုံအည်ချင်းကိုကြည့်ပြီးတော့မြတ်စွာဘုရားဟာမျိုးသားမျိုးသမီးခွဲခြားဆက်ဆံမှုစမျိုးယူခွဲခြားဆက်ဆံမှုတွေမပြုဘဲနဲ့ဂုံအည်ချင်းနဲ့သာသတ်မှတ်ပြီးတော့အခွင့်အရေးတွေပေးခဲ့တယ်အဲ့ဒီအခွင့်အရေးပေးခဲ့တဲ့ဒီမြတ်စွာဘုရားရဲ့လူအခွင့်အရေးလူအစင်တန်းဆိုဒီမှာကိုချင်းတိတ်ခါနဲ့အတိညာမဲ့အဓိကဖြစ်တယ်ကိုချင်းတရားကိုအဓိကထားပြီးတော့မြတ်စွာဘုရားဆုံးမအဲ့တော့ဓမ္မလို့ဆိုတဲ့ကိုချင်းတိတ်ခါနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားသာသနာတော်မှာတူညီသောအခွင့်အရေးရှိကြဆိုလိုတာကမြည်သည့်ဇက်ကပဲမွေးမွေးအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်အရည်ချင်းတွေဓမ္မနဲ့ပတ်သက်တဲ့အရည်ချင်းတွေရှိတဲ့ပုဂ္ဂိုလ်ဟာမြတ်မြတ်သူပဲဖြစ်တယ်ဓမ္မနဲ့ပတ်သက်တဲ့အရည်ချင်းနှိမ့်ချတဲ့ပုဂ္ဂိုလ်အရည်ချင်းပြည့်ဝင်းတဲ့ပုဂ္ဂိုလ်တွေဟာအောက်တန်းကျတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဇာတ်နဲ့လည်းမဆိုင်ဘူးအမျိုးသားအမျိုးသမီးနဲ့လည်းမဆိုင်ဘူးလို့ဒီလိုမြတ်စွာဘုရားကဓမ္မကိုဥစားပေးပြီးတော့ဓမ္မအောက်မှာဆိုလို့ရှိရင်အားလုံးတူညီသောအခွင့်အရေးပေးထားဓမ္မအောက်မှာတူညီသောအခွင့်အရေးရှိကြအခုခေတ်တော့ပြောကြတယ်လောကသားတွေအားလုံးဟာနိုင်ငံသားတွေအားလုံးဟာဥပဒေအောက်မှာတူညီတယ်လို့ဒီလိုပြောကြတယ်ဥပဒေအထက်မှာဘယ်သူမှမရှိရဘူးဥပဒေအောက်မှာတညီတည်းရှိရမယ်အဆိုသာရှိတော့လဲဥပဒေအောက်မှာတညီတည်းမရှိဘဲနဲ့ဥပဒေအထက်ရောက်တဲ့ပုဂ္ဂိုလ်တွေလည်းရှိနေကြလက်တွေ့မှာတော့ရှိသွားတာမျိုးဖြစ်တယ်မြတ်စွာဘုရားရဲ့သာသနာမှာတော့ဒီလိုမရှိဘူးဓမ္မနဲ့ပတ်သက်လာလို့ရှိရင်အားလုံးဟာတူညီတယ်ဓမ္မအောက်မှာအားလုံးဟာတူတူပဲလို့ခွင့်ရတဲ့ခုဘလောက်ထိအောင်တူညီတုံးလို့အဆင့်မြင့်ဆုံးဓမ္မနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်အမျိုးသားတူရရှိတဲ့အရတ္တဖို့အမျိုးသမီးတူရရှိတဲ့အရတ္တဖို့အမျိုးသားတူရရှိတဲ့နိဗ္ဗာန်အမျိုးသမီးတူရရှိတဲ့နိဗ္ဗာန်အဲ့ဒီရတ္တဖို့နိဗ္ဗာန်ဆိုတဲ့တရားဟာလုံးဝတူညီတယ်လို့သူတို့ပြောတယ်ဘု து ရတ္တဖို့ဘု து နိဗ္ဗာန်ကတာလွန်ပြီးတော့ဘု து ရတ္တဖို့နဲ့နိဗ္ဗာန်ကမြင့်မြတ်တယ်လို့ဒီလိုမရှိဘူးဓမ္မနဲ့ပတ်သက်လာလို့ရှိရင်အားလုံးတူညီတဲ့အခွင့်အရေးတစ်ခုရရှိထားကြသို့တော်ယမယံခါလူနေမှုဆက်ဆံရေးနဲ့ပတ်သက်လာတဲ့အခါမျိုးမှာတော့မြတ်စွာဘုရားဟာမလိုလားအပ်တဲ့ပြဿနာတွေမတက်ဖို့အတွက်ယမယံခါလောကရဲ့အလိုတို့လိုက်ပြီးတော့ဝိနည်းသိက္ခာဘုဒ္ဓကိုပြည့်ညတ်ပေးရတာမျိုးတော့ရှိတယ်အမှန်တရားနဲ့ဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကတော့အလုံးဟာတူညီတဲ့အခွင့်အရေးရှိဝိနည်းနဲ့ပတ်သက်လာတဲ့အခါကျတော့စိကံဥပဒေရေးဆံရကြတော့တူညီမှုမရှိတာလေးတွေရှိတယ်။ရှိလဲလို့ဆိုရင်ဘိက္ခုနီတွေလိုက်နာရတဲ့ဂရုဓမ္မ7ပါးဆိုတာရှိတယ်။မိရေတော်ဂေါရမီကြီးဘိက္ခုနီဝတ်ချင်တဲ့အခါမှာ
မြတ်စွာဘုရားကဂရုဒံ7 ပါးအတိုင်းဒီစီမင်း8 ချက်ကိုလိုက်နာနိုင်ပါမလားလိုက်နာမယ်ဆိုရင်တော့ဘိက္ခုနီဖြစ်ခွင့်ပေးမယ်လို့ထိုခေတ်က society ရဲ့အနေအထားကြည့်ပြီးတော့မြတ်စွာဘုရားဂရုဒံလို့ခေါ်တဲ့အလေးနဲ့လိုက်နာရမယ်စီကံကြီး8 ချက်ဝိနည်းမှာပြဋ္ဌာန်းထားတယ်။ဝိနည်းဆိုတာလူနေမှု society နဲ့ဆက်ဆံအမှန်တရားနဲ့ဆက်ဆံတာမဟုတ်အမှန်တရားနဲ့ပတ်သက်တာမဟုတ်ဘူးအမှန်တရားနဲ့ပတ်သက်တယ်ဆိုတာပရမတ္ထသစ္စာအမှန်တရားနဲ့ပတ်သက်တယ်လူရဲ့စီမင်းစည်းကမ်းနဲ့ပတ်သက်တဲ့အခါကျမြတ်စွာဘုရားလောကထုံတန်းစင်လာကိုလိုက်တဲ့နာလိုက်ဘယ်လိုလိုက်ထားတော့ဆိုရင်အိန္ဒိယနိုင်ငံမှာအမျိုးသမီးတွေကိုပေရလကန်ထားပြီးဘေးဖယ်ထုတ်ထားတဲ့အချိန်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကအလုံးကျေနပ်နိုင်တဲ့အနေအထားတစ်ခုဥပဒေတစ်ခုလုပ်တယ်မလုပ်လဲလို့ဆိုအမျိုးသမီးဘိက္ခုနီမသည်ဝါတရားပင်ရတဲ့အသက်အရွယ်သိက္ခာအားဖြင့်ညီမျှပင်ချီကြီးဒီကနေ့မှသာသနာပေါင်းဝင်လာတဲ့အမျိုးသားယဟန်တော်ကို respect ပေးရမယ်ယုံသိမှုပေးရမယ်လို့ဆိုတဲ့စီကံလေးတစ်ခုရှိအဲ့ဒီဂရုဒံ8 ချက်ထဲမှာအဲ့ဒီတစ်ခုနဲ့ပတ်သက်ပြီးတော့ခဏခေတ်မှာအမျိုးသမီးလောကကမကြေမနက်ဖြစ်တယ်အထူးသဖြင့်နိုင်ငံခြားကအမျိုးသမီးတွေကဒီချက်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားပေါ်မှာမကြေနပ်ဘူးဂျာမနီနိုင်ငံကဘုရားဘာသာကိုယုံကြည်ကိုးကွယ်တဲ့အမျိုးသမီးတယောက်ဘုန်းကြီးတို့သီရိလင်္ကာနေတော့မှတွေ့တော့သူကမေခွန်းတစ်ခုမေးတယ်မြတ်စွာဘုရားကဘာဖြစ်လို့ဂရုဒံ8 ချက်ထဲမှာအမျိုးသမီးတွေကိုနှိမ်ပြီးတော့ဒီဥပဒေကိုထုတ်ပြန်ရတာလေတဲ့အဲ့ဒီချက်နဲ့ပတ်သက်ပြီးသူမကြေဘူးပေါ့မကြေနပ်ဘူးလို့ဆိုဘုန်းကြီးကရှင်းပြဝိနည်းဆိုတာအမှန်တရားမဟုတ်ဘူးအမှန်တရားဆိုတာကို reality လို့ခေါ်တယ် reality မဟုတ်ဘူး law တို့ discipline တို့ဆိုတာအမှန်တရားထဲမှာမပါဘူးလို့လိုအပ်လို့လုပ်တာ society အတွက်လိုအပ်လို့မြတ်စွာဘုရားဝိနည်းစည်းကမ်းဆိုတာပြည့်ညတ်တာဒါမို့တခြားဝိနည်းစည်းကမ်းတွေကြည့်တခါတရံလျှော့တယ်တခါတရံတင်းပေးတယ်တခါတရံပယ်ဖြတ်ပေးတယ်တခါတရံပြန်ပြီးတော့ပြည့်ညတ်တယ်ဆိုတာအမှန်တရားဆိုတာပယ်ဖြတ်လို့လည်းမရလျှော့လို့လည်းမရတင်းလို့လည်းမရအမှန်တရားရဲ့သဘောကတိမှတ်စည်းကမ်းချက်ဆိုတာလိုအပ်တယ်လို့ပြုပြင်ပြောင်းလဲပြီးတော့ပြီးဝိတ္တစည်းကမ်းတွေဟာမြတ်စွာဘုရားပြည့်ညတ်ထားတာကြည့်ယန္နေဖို့အကြီးမားဆုံးပြည့်ညတ်ချက်ကြီးတွေဖြစ်တဲ့ပါရာဇိက4 ပါးပင်အလျှော့အတင်းလေးပါသေးတယ်အလျှော့တင်းလေးပါသေးတယ်ဥပရိဆိုဒီမှာလိုအပ်တဲ့အတိုင်းအတာတစ်ခုသာလုံးလို့ရှိတယ်မလိုအပ်တဲ့အချိန်မှာပယ်ဖြစ်တယ်ကြည့်လေမြတ်စွာဘုရားကပြိဋိဘံသံဃာနေ့မှာရှန္ဒနာကိုမှားခဲ့တာရှိနောက်ဆုံးအချိန်မှာဘာမှားခဲ့လဲဆိုအနန္ဒာတန်ဃာတွေအားလုံးကသဘောတူကြမယ်ဆိုရင်ငါပြည့်ညတ်ထားတဲ့သိက္ခာပုဒ်တွေကခုဒ္ဓအနုခုဒ္ဓကခုဒ္ဓဆိုတာမျိုးမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အသေးအဖွဲအနုခုဒ္ဓကအသေးအဖွဲသိက္ခာပုဒ်တွေသေးတယ်ထို့တဲ့သိငယ်တဲ့စီမင်းစည်းကမ်းလေးတွေလိုအပ်လို့လုပ်ထားတဲ့စီမင်းစည်းကမ်းလေးတွေသံဃာတွေသဘောတူလို့ရှိရင်နှုတ်ပယ်နိုင်တယ်လို့မြတ်စွာဘုရားမှားထားခဲ့အဲ့ဒါအကြောင်းပဲမှားတာတော့မဟုတ်ဘူးခဏခေတ်မှာတချို့သိက္ခာပုဒ်တွေဟာခေတ်နဲ့အခြေအနေနဲ့တောင်းဆိုမှုအနေထားအရအလို့လျောက်ရုပ်သိမ်းမိသားတွေဖြစ်သွားတာတွေလည်းရှိတယ်ပေါ့မြတ်စွာဘုရားရဲ့ပြည့်ညတ်ချက်တွေမြတ်စွာဘုရားကလိုအပ်တဲ့အချိန်မှာလှုပ်တယ်လိုအပ်တဲ့အချိန်မရှိပယ်နှုတ်တယ်ဆိုတာမြတ်စွာဘုရားရဲ့
ဝီနီးသိက္ခာပုဒ်နဲ့ပတ်သက်ပြီးတော့လုံနေချထုံတန်းစင်ဒီကနေ့ခေတ်မှာလည်းပဲဥရိဆိုတာပြင်လို့မရတာမှမဟုတ်တာပြင်လို့ရကြမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံကြီးတောင်ပြင်ဖို့ရှေးရခင်ကရှိခဲ့တဲ့ဖွဲ့စည်းပုံတွေလည်းဒီလိုပဲပြင်လာခဲ့တာမြတ်စွာဘုရားရဲ့စီမင်းစည်းကမ်းဥပဒေကိုလည်းမြတ်စွာဘုရားကအလုံးသဘောတူရင်ပြင်ခွင့်ရှိတယ်ဆိုတာကိုခိုးရဏုခိုးရကသိက္ခာပုဒ်တွေနဲ့ပတ်သက်ပြီးတော့မှားထားခဲ့တာဒါသေချာတယ်ရှန္ဒနာကိုမှားထားခဲ့တာရှိအဲ့ဒါကြောင့်မို့လို့ဇာမန်အမျိုးသမီးကြီးရဲ့မေးခွန်းကိုဘုန်းကြီးတို့ကဖြေရှင်းတဲ့အခါမြတ်စွာဘုရားဟာ society တစ်ခုအတွက်လိုအပ်ချက်ကြောင့်အဲ့ဒီခေတ်ရဲ့တောင်းဆိုချက်နဲ့အညီမလိုအပ်ဘဲနဲ့ပြဿနာတွေမတက်ရလေအောင်ဒီချက်ကလေးကိုတော့မြတ်စွာဘုရားကပြညတ်ထားတာအခြေခံလေးစားမှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီအဆင့်လေးကိုခွဲထားပေမဲ့ရှင်သာရိပုတ္တရာရှမောက္ကလအဆင့်လိုလက်ရလက်ဝဲရဆိုတာတွေကိုပေးထားတယ်တရားတော်နဲ့လည်းပတ်သက်ပြီးတော့အမျိုးသမီးတွေရတဲ့တရားဓုတရားမြတ်အမျိုးသားတွေရတဲ့တရားဓုတရားမြတ်တူတူပဲလို့ equality တူညီတဲ့အခွင့်အရေးကိုမြတ်စွာဘုရားဓမ္မရေးရမှာအပြည့်အဝခွဲခြားမှုမရှိပဲပေးထားလောကရေးရမှာတော့လောကထဲမှာနေတာဖြစ်သောကြောင့်လောကလူတွေရဲ့အလုံးနဲ့ဆန့်ကျင်ပြီးတော့ပြင်းထန်နေတဲ့လူတွေကြားမှာဒီဆန့်ကျင်မဲ့လုပ်မယ်ဆိုလို့ရှိရင်ပฏิပက္ခဈာနဲ့မလိုအပ်ဘဲနဲ့အနှောင့်အယှက်တွေများပြားလာနိုင်တယ်လို့သူတို့ဆိုအများနှောင့်အယှက်တွေမလိုအပ်ဘဲနဲ့ဖြစ်ပေါ်လာအဲ့ဒီမလိုအပ်ဘဲနဲ့ဖြစ်ပေါ်လာမဲ့အနှောင့်အယှက်တွေကိုဟန်တားဖို့အတွက်မြတ်စွာဘုရားဒီသိက္ခာပုဒ်ကိုပြညတ်ထားပါလို့အဲ့လိုရှင်းပြောလိုက်တော့သူလက်ခံတယ်အနောက်တိုင်းကတို့ဥရောပတို့ကဘယ်လိုပဲမေးအကျိုးသင့်အကြောင်းသင့် reasonable ဖြစ်အောင်ရှင်းတတ်တယ်ဆိုလို့ရှိရင်ရှင်းပြရင်သူတို့လက်ခံတယ်လက်မခံဘူးဆိုတာမရှိဘူးအိန္ဒိယနိုင်ငံရဲ့အဲ့ဒီခေတ်က society ရဲ့အခြေအနေနဲ့မြတ်စွာဘုရားရဲ့ပြညတ်ချက်လိုအပ်ချက်တစ်ခုဖြည့်ဆည်းပေးတာကဖြစ်တယ်ဘုန်းကြီးကဥပမာတစ်ခုထပ်ပြောလိုက်တယ်မင်းတို့ဂျာမနီနိုင်ငံကြည့်ပေါ်လို့ဒုတိယကမ္ဘာစစ်တုန်းကဟစ်တလာခေတ်ကပြဋ္ဌာန်းထားတဲ့ဥပဒေခဏဥပဒေတူရလားလို့ဟစ်တလာခေတ်ကပြဋ္ဌာန်းထားတဲ့ဥပဒေတွေကခဏခေတ်မှာမလိုအပ်သည့်အတွက်ကြောင့်ပြောင်းလဲသွားပြီမဟုတ်လားလို့တစ်ခေတ်နဲ့တစ်ခေတ်ဥပဒေဆိုတာလိုအပ်တယ်လို့ကျင့်သုံးရတယ်ဆိုတာထည့်စဉ်းစားရတယ်လို့သူပြောလိုက်ဥပဒေဆိုဒီမှာအမှန်တရားမဟုတ်ဘူးလိုအပ်လို့ society အတွက်လိုအပ်ချက်ရှိလို့မြတ်စွာဘုရားလှုပ်ထားပါလို့ဒီလိုရှင်းပြလိုက်တော့သူကျေနပ်သွားတယ်နောက်ထပ်အတက်မတက်တော့ဘူးပေါ့အေးမြတ်စွာဘုရားရဲ့အမြော်အမြင်ကြီးမားမှုဟာအလွန်ပဲတန်ဖိုးရှိလားအလုံးဟာမြတ်စွာဘုရားရဲ့အမြော်အမြင်ကြီးမှုအာယုံပြုပြီးတော့အလွန်ပဲမြတ်စွာဘုရားဟာလေးစားတိုက်တဲ့ပုဂ္ဂိုလ်ဆိုတာအလွန်ထင်ရှားတယ်ပေါ့တာမန်အပြင်လူတွေကတော့ဘုရားဆိုတာတကုရှင်ကြီးပဲအရာရာသိနေတဲ့တကုရှင်ကြီးလောကသားတွေတဲ့အထက်မတူဘူးလို့ဒီလိုထင်တာမြတ်စွာဘုရားလူသားတွေကနေပြီးအသိဉာဏ်ရှိပြီးကိုချင်းတရားမှလည်းထွတ်ထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်အကျဉ်းတရားနဲ့ပညာတရားအလွန်ကြီးမားတဲ့တကယ်ဘာသာရေးခေါင်းဆောင်လောကသားတွေအတွက်အကျိုးဖြစ်မဲ့ဆုံးမဩဝါဒတွေကိုပေးနေတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်အဖြစ်သိရှိနားလည်ကြမယ်ဆိုရင်မြတ်စွာဘုရားအပေါ်မှာတစုံတရာပြစ်တင်စရာဘာတစ်ခုမှမရှိဘူးလောကသားတွေအကျိုးအတွက်မြတ်စွာဘုရားကဟိတနဲ့ဒုက္ခဟိတဆိုတာအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေတာကိုဟိတလို့ခေါ်ဟိတဆိုတာအကျိုးတရားမဟုတ်ဘူးအကြောင်းတရားခြေနေကောင်းကိုပြောတာခြေနေကောင်းဆိုဒီမှာဘာလဲလောကလူတွေကျမ်းမာခြင်းနဲ့ကျမ်းမာမှုဟာ
ကျမ်းမာလို့ဝမ်းသာရတာဒုက္ခဒါဖြင့်ကျမ်းမာဖို့အတွက်အခြေအနေကောင်းကဘာလဲလို့မေးမယ်ဆိုရင်ရာသီဥတုကောင်းတဲ့နေရာနေတာတို့ကိုယ်နဲ့တင့်တော်တဲ့အစာစားတာတို့မြတ်တညီညွတ်အောင်စားတာတို့အစာကျေလွယ်တဲ့အစာစားတာကျမ်းမာရေးလိုက်စားတာတို့ကျမ်းမာရေးနဲ့မတင့်တော်တဲ့အနေထိုင်အစားအသောက်မျိုးကိုဆင်ញင်တာတို့ဟောတာအခြေအနေကောင်းတွေအဲ့ဒီအခြေအနေကောင်းတွေပြုမှကျမ်းမာမှုဆိုတဲ့အကျိုးကျေးဇူးကိုရနိုင်တာပေါ့ကျမ်းမာစေတတ်တဲ့အစားအစာတွေမစားဘဲနဲ့မကျမ်းမာစေတတ်တဲ့အစားအစာတွေစားမယ်ကျမ်းမာရေးဂရုမစိုက်ဘူးနေမယ်သွားတာလာတာအစမစင်မကျင်လုပ်မယ်ဆိုရင်ကျမ်းမာရေးချို့တဲ့မှာပေါ့ဒါကြောင့်မို့ဟိတဆိုဒီမှာအခြေအနေကောင်းဆိုလို့အခြေအနေကောင်းရှိမှဒုက္ခဆိုတဲ့အကျိုးမြတ်ကိုရဘယ်သူပဲဖြစ်ဖြစ်အခြေအနေကောင်းကိုသာဖန်တီးပေးတာမိဘတွေကသားသမီးတွေကိုအခြေအနေကောင်းဖန်တီးပေးတယ်လေဘာအခြေအနေကောင်းတွေဖန်တီးပေးကြည်လာရင်အောင်တမကြအောင်ဆိုပြီးတော့ကြောင်းထားပေးတယ်ပညာသင်ခိုင်းတယ်ဆရာကောင်းကောင်းကျောင်းကောင်းကောင်းအပ်ပေးတယ်လောအပ်တာတွေဖြည့်ဆည်းပေးဒါအခြေအနေကောင်းတွေကိုဖန်တီးပေးနေတာအဲ့ဒီဖန်တီးပေးထားတဲ့အခြေအနေကောင်းတွေကိုသားသမီးတွေကတလွဲအသုံးချသွားမယ်ဆိုလို့ရှိရင်ဒီသားသမီးကကြီးပွားတိုးတက်မှာမဟုတ်ဘူးထို့တူပဲမြတ်စွာဘုရားကတရားတွေအတွက်အခြေအနေကောင်းတွေဖန်တီးပေးတယ်ဘာတွေအခြေအနေကောင်းတွေဖန်တီးပေးတာတော့ဆိုရှောင်တဲ့နာနဲ့ဆောင်တဲ့နာဒီတစ်ခုခွဲခြားဟောပေးတာအခြေအနေကောင်းကိုဖန်တီးပေးတယ်အဲ့ဒါကြောင့်မို့စာပေကျမ်းကမှာဟိတေပဝတ္တနေနအဟိတာသနေဝတ္တနေနတတ္တနံဘယံဟိတတိဘုဒ္ဓောလို့ကိုးွယ်ရတယ်ဆိုတာဘာအတွက်မြတ်စွာဘုရားကတို့အတွက်ဘာလုပ်ပေးလဲမေးမယ်ဆိုရင်အဖြေကဘယ်လိုထုတ်ရကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ဟိတလို့ဆိုတဲ့ကုသိုလ်ကောင်းမှုတွေဖြစ်အောင်လုပ်ဖို့ ਨੇ အဟိတဆိုတဲ့အကုသိုလ်တွေကရှောင်ရှားဖို့ဒါပဲဟောတာလေမြတ်စွာဘုရားအကုသိုလ်တွေရှောင်မှကိုယ်တဏ္ဍာမှာမကောင်းတာတွေမဖြစ်မှာဟုတ်တယ်လေကျမ်းမာခြင်းမတည့်တာတွေရှောင်ရတာပဲမတည့်တာတွေစားပြီးတော့ဘယ်လိုမှကျမ်းမာရေးရနိုင်မှာမဟုတ်ဘူးအေးမတည့်တာတွေရှောင်တော့ရှောင်တယ်တဲ့တာမစားဘူးဆိုရင်လည်းကျမ်းမာရေးဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့ရှောင်ရံနဲ့ဆောင်ရံဆိုတာဘယ်ကိစ္စမှမဆိုရှိမိဘတွေကသားသမီးတွေကိုဆုံးမတဲ့အခါလဲရှောင်ရံနဲ့ဆောင်ရံမဲ့ဆုံးမတာလေဟေးဒီလမ်းကိုမသွားနဲ့ဒီလမ်းသွားဒီလူနဲ့မပေါင်းနဲ့ဟိုလူနဲ့ပေါင်းဆိုတာမျိုးမိဘတွေရဲ့အဆုံးအမကိုသားသမီးကိုကြီးပွားတိုးတက်စေခြင်းလို့ဆုံးမတယ်ဆိုတာလေရှောင်ရံနဲ့ဆောင်ရံနှစ်ခုပဲရှိတာပဲထို့တူပဲမြတ်စွာဘုရားဟာလဲတိက္ခဗုဒ္ဓပြည့်ညတ်တယ်ဆိုတာရှောင်ရံနဲ့ဆောင်ရံဆုံးမတွေပေးတယ်ဆိုတာလဲရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုပြောအေးရှောင်ရမှာကိုရှောင်ဆောင်ရမှာဆောင်ရမှာကိုတောင်းမယ်ဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးမယ်အဆုံးအမတိုင်းလိုက်နာကြမယ်ဆောင်ရွက်ကြမယ်ဆိုရင်ဟိတအခြေအနေတွေကောင်းလာပြီးတော့ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခကိုရကြနောက်ဆုံးမှာမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်အတိုင်းကျင့်သုံးလိုက်နာလို့ရတဲ့ဒုက္ခသမ္မာဝိရိတဒုက္ခလို့ဆိုတဲ့ခံစားရတဲ့ဒုက္ခမျိုးအဆင့်တဲ့များစွာပုံလွန်သွားတဲ့တဏှိဒုက္ခထာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာအဲ့ဒီတဏှိဒုက္ခငြိမ်းတတ်ထီအောင်ရောက်ရှိသွားနိုင်တယ်လို့ဒီလိုဆိုတာလိုက်နာတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းအတာပေါ်မှာမူတည်ပြီးတော့ရရှိလာတဲ့ဒုက္ခရဲ့အဆင့်ဟာလည်းပဲကွဲပြားခြားနားမှုတော့ရှိမှာပေါ့အေးဒါကြောင့်မို့အခုမြတ်စွာဘုရားသခင်ကိုရောမြတ်ကအမျိုးသမီးတွေကိုဥတည်ပြီးတော့ဟောထားတဲ့ဒေသနာတော်တွေမြောက်များစွာတဲ့ကမျိုးသမီးတွေတတိထားပြီးလိုက်နာကြဖို့နဲ့ပတ်သက်ပြီးတော့သုတ်တန်တစ်ခုကနေထုတ်ပြီးတော့ဘုန်းကြီးတို့ဒီကနေ့ဗုဒ္ဓဘာသာဝင်အမျိုးသမီးများဤဘဝအောင်မြင်ရေးဘဝဆိုဒီမှာဒီဘဝနဲ့နောက်ဘဝဒီဘဝမှာလည်းအောင်မြင်ဖို့အတွက်ဘာတွေလုပ်ရမလဲနောက်ဘဝအောင်မြင်ဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတာအထူးအဖြင့်အမျိုးသမီးတွေမှတ်သားထားဖို့ပေါ့
ဒီထဲမှာအမျိုးသားတွေနဲ့သက်ဆိုင်တာလည်းပါတယ်ပေါ့အဲ့ဒီမှာအမျိုးသမီးတွေမှတ်သားလိုက်တာဖို့အတွက်မြတ်စွာဘုရားကဣဋ္ဌလောကဝိစီယာယခုလက်ရှိဘဝအောင်မြင်ဖို့အတွက်ကျင့်ရမယ်အဲ့ဒီလက်ရှိဘဝအောင်မြင်ဖို့အတွက်ဘယ်လိုနေထိုင်လိုက်နာရမယ်ဆိုတာကိုမြတ်စွာဘုရားဟောအယံလောကောအရတ္တောဒီလောကရဲ့ကိစ္စပြည့်ပြည့်စုံအောင်လုပ်ရရောက်တယ်တဲ့အချက်၄ချက်ကိုမြတ်စွာဘုရားကဖော်ပြထားတယ်တရားနာပရိသတ်တွေကအမျိုးသမီးတွေကများတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာလည်းလူဦးရေကြည့်မယ်ဆိုရင်အမျိုးသမီးတွေပဲများဘာသာရေးကိစ္စတွေတို့ဘုရားကျောင်းကံကိစ္စတွေတို့ဆိုလဲအမျိုးသမီးတွေပဲများလောကမှာအမျိုးသမီးတွေဟာလဲဆွမ်းဆောင်မှုတွေအမတန်ကြီးမားတယ်ဒါကြောင့်မို့လို့အမျိုးသမီးလောကကြီးပွားတိုးတက်ဖို့လဲအရေးပါတယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းမျက်ွယ်ပြုပြီးတော့မထားဘူးဝိသခါတို့လိုထူးချွန်တဲ့အမျိုးသမီးတွေတို့ခောစုတရာတို့နန္ဒမာတာတို့လိုထူးချွန်တဲ့အမျိုးသမီးတွေမြတ်စွာဘုရားကချီးမြှောက်ပြီးတော့ဂုဏ်တင်ပြောကြားခဲ့တဲ့စကားတွေမြောက်များစွာရှိတယ်အဲ့တော့အမျိုးသမီးတွေအနေနဲ့ဒီလောကအတွက်ဘာလုပ်သင့်တယ်လဲအောင်မြင်ကြီးပွားဖို့အတွက်ဘာတွေလုပ်ရဟိတဆိုတဲ့အခြေအနေကောင်းတွေဖန်တီးရမလုပ်ခဲတော့အကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်လောကလိုက်နာရမယ်ဆောင်ရွက်ရမယ်အဲ့တော့လိုက်နာဆောင်ရွက်ရမယ်အချက်၄ချက်ကိုမြတ်စွာဘုရားဟောထားတယ်နံပါတ်1ကသူတံဝိဟိတကမ္မန္တာအိမ်တောင်တအိမ်တောင်မှာဒီစနစ်တကျအိမ်ကိုအုပ်ချုပ်ပြီးတော့စီးပွားတိုးတက်မှုရအောင်ဆိုတာအမျိုးသမီးရဲ့စီမံချက်ကအရေးကြီးဆုံးနော်စီးရဲရေဆယ်ရဲကသင်းဆိုတာလို့အမျိုးသားရှာဝေးလာတာစီးလာတဲ့ရေအမျိုးသမီးဟာကန်သင်းနဲ့တူတဲ့ရေတွေကိုသို့လောင်တတ်မှအနုမို့ဆိုရင်မိသားစုချမ်းသာဒုက္ခရနိုင်မှာမဟုတ်ဘူးဒီလောကအတွက်ကြီးပွားတိုးတက်ခြင်းအမျိုးသမီးတွေအနေနဲ့သူတံဝိဟိတကမ္မန္တစနစ်တကျဆောင်ရွက်တဲ့အမှုကိစ္စတွေရှိရမယ်အိမ်တော်မှုကိစ္စဆိုတာအလွန်ကျယ်ပြန့်တယ်အကုန်ပြောစရာမလိုဘူးအိမ်တော်မှုကိစ္စတွေမှာအမျိုးသမီးတွေရဲ့လက်ထဲမှာရှိသောကြောင့်မျိုးသမီးတွေရဲ့အိမ်တော်မှုစီမံခန့်ခွဲမှုကိစ္စမိသားစုတို့ကြီးပွားတိုးတက်ရေးအတွက်ချမ်းသာကြွယ်ဝရေးအတွက်အရေးပါတယ်လို့ဒီလိုပြောတာနော်လက်တွေ့ဘဝမှာနေထိုင်ကြတဲ့အမျိုးသမီးတွေဟာပို့ပြီးတော့အရေးကြီးတယ်မိသားစုပြည့်ပြည့်ဝဝရှိဖို့အတွက်စီမံခန့်ခွဲတဲ့လုပ်ငန်းတွေဟာသိပ်ပြီးတော့အရေးကြီးတယ်ဒါမို့အမျိုးသမီးဟာပြောကြတယ်မဟုတ်လားအမျိုးသားတွေကရုံးမှာကြတော့မန်နေဂျာဖြစ်ပေမဲ့လို့အိမ်ရောက်တဲ့အခါကျတော့မန်နေဂျာရဲ့လက်အောက်ခံဖြစ်သွားအမျိုးသမီးစီမံရလိုက်ရတယ်လေအိမ်ကြတော့မျိုးသားထမင်းချက်ရုံးမှာတော့မန်နေဂျာပေါ့ဒီလိုပဲအဲ့တော့အိမ်တောင်ရောက်လာပြီဆိုလို့ရှိရင်သူတံဝိဟိတကမ္မန္တမြတ်စွာဘုရားကအကုန်လုံးပြည့်စုံဟောတာလားပြည့်စုံတဲ့စီမံချက်တွေအလွန်ကောင်းတဲ့ well plan လို့ခေါ်တာပေါ့နော်စနစ်တကျမြို့သမီးတွေကထိမ့်သိမ်းဆောက်ရှောက်တတ်ကြမယ်သူတံဝိဟိတကမ္မန္တကောင်းစွာစီမံတတ်ရမယ်အဲ့ဒါလို့စီမံပြီဆိုတော့မိသားစုဟာဘယ်တော့မှဆင်းရဲဒုက္ခမရောက်နိုင်ဘူးချမ်းသာကြွယ်ဝမှုနဲ့ပြည့်ဝတဲ့ဘဝမျိုးမှာနေထိုင်ရမယ်ဒါကြောင့်မို့အမျိုးသမီးတွေရဲ့ဒီဘဝအောင်မြင်မှုအတွက်အရေးကြီးတဲ့အချက်သည်အိမ်တော်ရေးကိစ္စနဲ့ပတ်သက်လာလို့ရှိရင် well plan စနစ်တကျကောင်းစွာစီမံဆောင်ရွက်မှုဆိုတာအရေးပါတယ်
အိမ်တော်မှုကိစ္စကိုစနစ်တကျအုပ်ချုပ်စီမံထားရမယ်ဒါနံပါတ်1နံပါတ်2ကဘာလို့ဆိုရင်သင်္ကဟိတပရိစ္ဆနာဆိုတာကိုယ်ရမ်းနေတဲ့ကိုယ်ပေါ်လောင်ဘက်တွေပေါ့အိမ်တော်တစ်ခုဆိုတာအလုပ်ကြီးကြီးသလောက်ပဲရမ်းနေတဲ့ပုဂ္ဂိုလ်တွေအများကြီးနော်လုပ်ငန်းကြီးသလောက်မိမိနဲ့မိခိုပြီးတော့တွဲဖက်ပြီးအလုပ်လုပ်ကြရတဲ့ပုဂ္ဂိုလ်တွေဥပမာပဲကုမ္ပဏီတစ်ခုဆိုရင်လည်းကုမ္ပဏီဝန်ထမ်းတွေရှိတယ်တမန်မိသားစုအိမ်တောင်မှပဲခဏခေတ်မှာအိမ်အကူဆိုတာရှိသေးတာပဲနော်အိမ်အကူဆိုတာရှိသေးတာအဲ့ဒါလို့ရံပြီးတော့ဝိုင်းဝန်းဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေဝန်ထမ်းတွေဟိုတယ်လုပ်ငန်းဆိုလို့ရှိရင်လည်းဟိုတယ်ဝန်ထမ်းတွေပေါ့ဆိုင်ဆိုရင်လည်းဆိုင်ဝန်ထမ်းတွေရှိတာမိသားစုတစုစီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါပရိစ္ဆနာဆိုဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြတဲ့ဝန်ထမ်းတွေဆိုတာရှိတယ်ပရိစ္ဆနာဆိုတာဝန်ထမ်းတွေအဲ့ဒီဝန်ထမ်းတွေကိုအမျိုးသမီးကသင်္ကဟိတစီယုံတတ်ရမယ်လို့ဆိုစီယုံတတ်ရမယ်သင်္ကဟိတပရိစ္ဆနာဝန်ထမ်းတွေကိုကြာနာနာစီယုံထားတယ်စီယုံထားသည့်အတွက်ကြောင့်ဝန်ထမ်းတွေဟာအလုပ်ကိုခြေပြောင်းလုပ်တယ်ခိုးခြင်းကတ်ခြင်းမဖြစ်စေရဘူးအလုပ်လုပ်တဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေရှာရုတုပေးတာတို့လာကပို့ပေးတာတို့ခွင့်ရေးရတာတို့ဒါမျိုးတွေအမျိုးသမီးတွေရဲ့ကြီးကြပ်မှုအောက်မှာရှိတယ်လို့ဒီလိုဆိုတာဒါအိမ်တော်စုစီးပွားရေးတစ်ခုသင်္ကဟိတပရိစ္ဆနာအလုပ်လုပ်ရင်လုပ်တယ်လို့သိရမယ်မလုပ်ရင်မလုပ်ဘူးဆိုတာသိရမယ်နေမကောင်းထိုင်မသာရှိရင်လည်းပဲချီးမြှောက်တယ်ခွင့်ရေးတွေပေးတယ်ခွင့်တွေပေးတယ်ဟောသူတို့အနေနဲ့စိတ်ထဲမှာကိုယ်အလုပ်လို့ထင်လာသည်ထိအောင်မျိုးသမီးတွေက organization ကောင်းရင်ကောင်းသလောက်လုပ်ငန်းတစ်ခုကအောင်မြင်တယ်ပေါ့မျိုးသမီးတွေက organization မကောင်းဘူးဆိုလို့ရှိရင်လည်းလုပ်ငန်းတစ်ခုကပျက်စီးသွားနိုင်ဒါကြောင့်မို့အိမ်မှာရှိတဲ့မျိုးသမီးတွေရဲ့ organization ဟာပိုအရေးကြီးတယ်ပေါ့ဒါကြောင့်မို့သူသင်္ကဟိတပရိစ္ဆနာကောင်းစွာစုစည်းပြီးတော့စနစ်တကျသိမ့်သွင်းတတ်ဖို့လိုတယ်ပေါ့ခိုင်းတတ်ဖို့စေတတ်ဖို့အခြေအနေရရကိုလေ့လာသုံးသပ်တတ်ဖို့ဆိုတာမျိုးသမီးတွေရဲ့တာဝန်ပဲလို့ဒီမှာမြတ်စွာဘုရားကဟောတာအနိကကြည့်ပြီးတော့သူသင်္ခိတပရိစ္ဆနာအခွင့်အရေးပေးတဲ့နာတွေပေးပြီးတော့သူတို့အပေါ်မှာ organization ကောင်းကောင်းလုပ်ထားနိုင်လို့ရှိရင်လုပ်ငန်းတစ်ခုကအောင်မြင်တဲ့ကြီးပွားတယ်လို့ဒီလိုဆိုတယ်ဒါကဒုတိယအချက်လောက်အောင်တတိယအချက်ကတော့ဘာတော့ဘတ္တုမနာပံစရတိလောကမှာအလုံးသိကြတဲ့အတိုင်းအမျိုးသားတွေကထွက်ပြီးတော့ရှေ့တန်းကရှာကြဖွေကြမျိုးသားမျိုးသမီးအိမ်တော်ပဲချင်းဟာနှစ်ဦးစိတ်ကြည်ဖြူဖို့အမှန်တမ်းအရေးကြီးတယ်နှစ်ဦးစိတ်ကြည်ဖြူမှမိသားစုဟာမေတ္တာရှင်တွဲပြီးသာဝရတည်မြဲတယ်ပေါ့အဲ့ဒါလို့နှစ်ဦးစိတ်တူညီဖို့အတွက်မြတ်စွာဘုရားကသင်္ဃဝတ္ထုတရား၄ပါးဆိုပြီးတော့ဟောတာဘုရားကတော့အကုန်ဟောတာဘုရားဘာသာဝင်တွေမျိုးသမီးတွေဟာဘုရားဘာသာဝင်မျိုးသမီးတွေအနေနဲ့ဒါလိုက်နာကြကိစ္စမိမိတို့ရဲ့အိမ်တော်ရေးသာဝရအစဉ်ပြေးနေဖို့အတွက်မိမိတို့ရဲ့အမျိုးသားပေါ်မှာအမျိုးသမီးကအမြဲတမ်းဒီညနှုတ်ဘွယ်จิตသုံးဖို့လိုအပ်တယ်ပေါ့အပြောဆိုနေထိုင်ကစပြီးတော့ဒီမျက်နှာနိုးတလေးတစားဆက်ဆံဖို့ဒီလိုဆိုလို့အပြန်အလှန်မဲ့ဒါသင်္ဃဝတ္ထုတရား၄ပါးထဲမှာဌာနမျိုးသားလုပ်တဲ့ပုဂ္ဂိုလ်ကရောအမျိုးသမီးလုပ်တဲ့ပုဂ္ဂိုလ်ကရောအပြန်အလှန်ပေးတာကြွေးတာဒါနပေးရန်ဝိသစကားပြောရင်ရှင်သေးရင်ကြေးကြေးချိုချိုသားသားပြောတာအိမ်ကဟာကြီးတို့ဘာလို့မလုပ်ကြနဲ့ပေါ့
နော်အဲ့တော့အမျိုးလုံးဒီမျက်မျက်နှုံနှုံပြောတာမျိုးမရှိဘူးပေါ့နော်မျိုးသူတွေကတော့တိတ်ပြီးတော့အဲ့လိုမပြောလို့မရှိအောင်တောဟာတွေကတော့ပြောတတ်တယ်တောသူတောသားတွေကတော့ပြောတတ်တယ်အိမ်ကဟာကြီးတဲ့ဘာကြီးမှလည်းမသိဘူးအဲ့ဒါလို့ခေါ်တတ်တယ်ပေါ့နော်အဲ့ဒီလိုပေယဝိသချိုးတာတဲ့စကားမျိုးနဲ့ယဉ်ကျေးစွာပြောဆိုတတ်ရမယ်အဲ့ဒါမှမေတ္တာနှလုံးဟာတူတူလွှမ်းဖုံးပြီးတော့ရှင်တွဲနိုင်မေတ္တာပြည့်မဲ့အပြောအဆိုမျိုးတွေရှောင်ရမယ်ဒီလိုဆိုလို့တဲ့မြတ်စွာဘုရားအထာစရိယာတဲ့ကိစ္စရှိရင်သူ့ကိစ္စကိုယ်ကိစ္စမနေစိမ့်ရလူတွေဆိုတာတခါတရံကြတော့လေအမျိုးသားတွေကနေစိမ့်တာရှိတယ်နော်မိဘကြောင့်ထဲမှာသမင်းအိုးဝေကြနေငါလုံမဟုတ်ဘူးဆိုပြီးတော့မလုပ်ဖဲနေတတ်တယ်မိဘကြောင့်ထဲမှာဝင်ပြီးတော့ဒါငါလုံမဟုတ်ဘူးသူ့လုံဆိုပြီးတော့ခွဲခြားပြီးတော့အဲ့ဒီလိုလုံနိုင်ရဲ့တန်းနဲ့မလုပ်ဖဲနေတယ်ငယ်ငယ်တုန်းကတော့တွေ့ရတယ်တခါကြီးတွေကရှေ့ထွက်ပြီးတော့ကလထိုင်နဲ့သတင်းစာဖတ်ဆေးလိပ်တောက်ရင်နှွေးချမ်းမော့ဆုံးခံလာရင်တောင်မှအနားနားမှာဆုံးခွက်ကြီးချထားတယ်ဟိုတက္ကမကြီးကမိဖို့ကြောင့်ထဲမှာအလုံးရှုပ်ချက်ပြုတ်နေတဲ့အချိန်ဆုံးခံကိုတော်ကရပ်နေတယ်ဆိုရင်သူ့အတူထလောင်းမှလားမလောင်းဘူးဟေးဆုံးခံလာနေတယ်ဆိုလှမ်းអော်သေးတယ်သူကတော့မထိုင်ဘူးထိုင်ရမထနော်အဲ့ဒီလိုဟာမျိုးတွေကလည်းရှိပြီဒါကတော့အမျိုးသားတွေရဲ့တာကိုလှုပ်တဲ့ကိစ္စကိုလောအဲ့ဒါကိုအဋ္ဌစရိယာလို့ခေါ်တယ်လှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စလှုပ်ပြရဝိုင်းဝန်းကူညီမှုတွေလောရတယ်တမဏတ္တတာဘယ်ကိစ္စမှာပဲဖြစ်ဖြစ် equality ဓာနုထားအဲ့ဒါလို့ဓာနုထားတတ်တဲ့စိတ်နေသဘောထားရှိတာဒါကိုမြတ်စွာဘုရားသင်္ကားဝတ္ထုတရား၄ပါး organization မိသားစုမှာ organization ကောင်းမှုလိုအပ်တယ်လူတွေကသူများသာစီယုံတာကိုမိသားစုထဲမှာစီယုံမှုမေ့နေတတ်ကြမြတ်စွာဘုရားကပြည့်စုံအောင်ဟောတာဒါကြောင့်မို့မြို့သမီးတွေအနေနဲ့ပတ္တုမနာပံစရတိဘာလို့မိမိအမျိုးသားအကြိုက်ကိုသိပြီးတော့လိုက်နာပြုလုပ်ခြင်းအပြင်မိမိပေါ်မှာယုံကြည်မှုမျက်နှာမှုရလာတဲ့စည်းစိမ်ဥစ္စာတွေအနှင်းမှုဆိုတာဟာတွေလောက်လာမှာပေါ့အဲ့လိုလုံးမမိသားစုထဲမှာဝင်ငွေထွက်ငွေဆိုတာမမှန်ကန်ကန်ဖြစ်လာပြီးတော့ခြေနေတစ်ခုကမမှန်ကန်ကန်ဖြစ်ပြီးတော့မိသားစုဥမကွဲတိုက်မပြတ်မေတ္တာလက်တွဲပြီးတော့ခိုင်မြဲမှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာခဏတွဲနဲ့ဖြင့်ကကွဲဆလဝင်အိုးဖင်မမဲခင်ကကွဲတာမျိုးမဖြစ်စေရဘူးလို့ဆိုလို့မြတ်စွာဘုရားကဒါကြောင့်မို့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့လဲမှန်ကန်တဲ့အိမ်တော်ရေးမျိုးဖြစ်အောင်မြတ်စွာဘုရားလိုလေသေးမရှိအောင်ဟောပြောထားတယ်ဒါကြောင့်မို့အမျိုးသမီးတွေဒီလောကအောင်မြင်မှုအတွက်ဆိုလို့ရှိရင်တော့ဘတ္တုမနာပံစရတိကိုယ်ကိုပစ္စည်းဥစ္စာရှာကျွေးနေတဲ့အိမ်ရှင်ယောက်ျားရဲ့မျက်နှိုးဘွယ်ကိုမိမိတို့ကိုယ်တိုင်ကပြုကျင့်ရမယ်လို့ဒီလိုဆိုတယ်နောက်နံပါတ်၄အချက်ကတော့ဘာလို့ဆိုတံပတံအနုရခတိရှားဝေစုဆောင်လာတဲ့ပစ္စည်းဥစ္စာတွေအလေလွင့်မရှိအောင်ထိမ့်သိမ့်ဖို့ရအမျိုးသမီးတောင်းလို့ဒီလိုဆိုတံပတံအနုရခတိယူလာတဲ့ပစ္စည်းတွေစနစ်တကျသုံးစွဲလို့ဒီကနေ့ခေတ်မှာအမျိုးသမီးပေါ်မူတည်ပြီးတော့စီးပွားဖြစ်မှုမဖြစ်မှုဆိုတာရာခိုင်နှုန်းတော်တော်များများတည်ရှိနေမြန်မာလူမျိုးတွေအနေနဲ့ကအသုံးနဲ့အဖြုံးဆိုလို့ရှိရင်အသုံးနဲ့အဖြုံးကိုမကွဲဘူးလို့ပြောရမှာတချို့ဆိုရင်အသုံးမှမသိဖြုံးမှမသိအသုံးဆိုဒီမှာလိုအပ်လို့လုပ်တာအဖြုံးဆိုတာကတက်တက်မဲ့လိုအပ်တာလည်းမစင်စားဘူးမလိုအပ်တာလည်းမစင်စားဘူးအဲ့တော့ရှားဝေထားတဲ့ပစ္စည်းနဲ့ပတ်သက်လာရင်အသုံးနဲ့အဖြုံးဆိုတာတတိထားတတ်ဖို့လိုအပ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကစီးပွားရေးနဲ့ပတ်သက်ပြီးတော့လမ်းညွှန်မှုပြုထားတာရှိတယ်ဒါလည်းအမျိုးသမီးတွေလွန်တတိထားကြကောင်း
မိမိမှာရှိတဲ့ပစ္စည်းဆိုပါစို့ဝင်ငွေလေးပုံပုံနဲ့ရသော်ဗျာလေးစုစုပြီးတော့လေးပုံပုံတပုံကိုစားဖို့အတွက်အသုံးချတပုံကိုတော့ emergency ထားရအရေးကြုံလာလို့ရှိရင်အသုံးရှိဖို့စုငွေအနေနဲ့တပုံထားတပုံကိုစားနှစ်ပုံကိုတော့အတိုးအရင်ဖြစ်အောင်ခုခေတ်စကားနဲ့ဆို investment ပေါ့ရင်းနှီးမြှုပ်နှံမှုကိုလုပ်ရမယ်ဒါမြတ်စွာဘုရားဟောထားတဲ့တရားကြီးပွားတိုးတက်ခြင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အခက်ခဲမကြုံခြင်းလို့ရှိရင်ဘုရားအဆုံးအမတိုင်လိုက်နာပေါ့တပုံကိုစုငွေအနေနဲ့ထားပြီးတော့တပုံပဲစားကြံတဲ့နှစ်ပုံကြတဲ့အခါကျတော့အရင်ဒီတစ်ခုလှုပ်ထားရမယ်လို့အဲ့ဒီတိုင်းသာလှုပ်ထားလို့ရှိရင်မချမ်းသာတောင်မှမဆင်းရဲဘူးချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်မဖြစ်တောင်ဆင်းရဲတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးအဲ့ဒါလို့မဟုတ်ဘဲနဲ့ရသမျှဝင်ငွေအကုန်သုံးယုံမြမကဘူးကျွေးရတင်းနေသေးတယ်ဆိုလို့ရှိရင်တော့သွားပြီးတာမှတ်ပြီးတော့နော်မြန်မာနိုင်ငံမှာပေးသေးဆိုလို့ရှိရင်တော့ကျွေးဆက်တဲ့နေ့ပဲမှတ်ဒါကထုတ်ပြီးဆိုရင်ကုန်သွားပြီလာပြီးတော့ကျွေးတောင်းမဲ့လူတွေပြည့်နေတတ်တယ်ပေါ့အဲ့ဒါအသုံးနဲ့အဖြုံးကိုစနစ်တကျမလုပ်တတ်ဘူးဆိုလို့ရှိရင်တော့ဆင်းရဲဒုက္ခရောက်ဒါကိုပြောတာတမ္ပတံအနုရခတိရလာတဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ့်တတ်ရမယ်ဆောင်းလျှောက်တတ်ရမယ်စီးပွားရေးပညာနားလည်ရမယ်လို့ဒီလိုဆိုတာမြတ်စွာဘုရားအခုပြောခဲ့တဲ့စည်းကမ်းချက်တွေအတိုင်းလိုက်နာဆောင်ရွက်ခြင်းဟိတအဲ့ဒီဟိတလုံးလို့ရှိရင်မိသားစုကတိုက်တိုက်ဝိုင်းဝိုင်းနဲ့ပျော်ရွှင်ချမ်းမြေ့ပွဲဇာသက်ပံအခက်ခဲမကြုံမဲနဲ့ကြီးပွားတိုးတက်နိုင်လို့ဒီလောကအောင်မြင်မှုအတွက်ပြည့်ပြည့်စုံတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတာဘုရားရဲ့စကားနဲ့ပြောရမယ်ဆိုရင်အဲ့ဒီလိုဆောင်ရွက်လုပ်ကိုင်တဲ့အမျိုးသမီးဟာဣဒလောကဝိဇ္ဇာယပฏิပန္နောတဲ့ဒီလောကအောင်မြင်ရေးလမ်းကြောင်းပေါ်ကိုရှောက်လန်းနေသူပဲတဲ့အယံလောကောအရတောဒီလောကအတွက်ပြည့်ပြည့်စုံအောင်အထုတ်သူပဲလို့အထုတ်ပြီးဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒါကြောင့်မို့လောကမှာကြီးပွားတိုးတက်ခြင်းနဲ့မြန်မာနိုင်ငံမှာတော့အမျိုးသမီးတွေဟာစီးပွားရေးမှာကြီးပွားတိုးတက်ကြတာလေနာမည်ကျော်ကြားကြတာလေရှိပါဘုရားလက်ထက်ကဝိသခါလို့ဆိုရင်သူ့အမျိုးသားဘယ်သူမှတော့မသိကြသူ့နာမည်ပဲပေါက်တယ်အမျိုးသားဘယ်သူမှတော့မသိရလောက်အောင်တိမ်မြုပ်နေဝိသခါเจ้าမကြီးကပဲဥဆောင်သွားတယ်မြန်မာနိုင်ငံမှာလည်းပဲအမျိုးသမီးနာမည်နဲ့ကြီးပွားနေတဲ့နေရာတွေရှိတယ်လေနဂါစိတ်လိတ်ခုံကနဂနီတော်ဥနော်ကြားပြန်မခောက်တို့ဆိုတာတွေပေါ့လေနောက်ပြီးတော့ဒေါ်ဥစွန်းတို့မျိုးသမီးတွေရဲ့ရှေ့ဆောင်ရှေ့ပြပြုမှုတွေမြန်မာနိုင်ငံမှာလည်းပဲထင်ရှားတာပဲဘုရားလက်ထက်ကဝိသခါတော်လူထင်ရှားတာတွေလည်းရှိအဲ့ဒါဟာဒီလောကအတွက်အောင်မြင်မှုရပြီးတော့ကြီးပွားတိုးတက်သွားတာဟာအခုပြောတဲ့အချက်၄ချက်အတိုင်းလိုက်နာဆောင်ရွက်လို့သာဖြစ်တယ်အကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးကံကြောင့်ဖြစ်တာကြီးမဟုတ်ဘူးဟောဒီလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်လို့သာဖြစ်တယ်ဆိုတာကိုယုံကြည်မှုငါတို့လည်းဒီလမ်းကြောင်းအတိုင်းလိုက်မယ်ဆိုရင်ဒီလမ်းကြောင်းလိုက်ရင်ဒီစခန်းရောက်မှာပဲဆိုတဲ့အတိုင်းဒီအကျင့်တိုင်းကြည်ကြံကြိုးကိုအထုတ်မယ်ဆိုရင်တို့လည်းပဲဒီလောကအောင်မြင်မှုကိုရမှာပဲလို့ဒီလိုမှတ်သားကြပါမြတ်စွာဘုရားရဲ့တရားတော်ဟာမလွဲမသွေမှန်ကန်တာမှုနေယနိကလို့ခေါ်တယ်ဘယ်တော့မှလွဲမှားပြီးတော့မဟောဘူးမြတ်စွာဘုရားအမှန်ကန်ကိုပဲဟောတာဖြစ်တယ်ဒါကြောင့်မို့ဧကံဒိဋ္ဌလိုက်နာကျင့်သုံးပြီဆိုရင်အကျိုးရဆိုပါစို့တတိနားလေတဲ့ဆရာဝန်တယောက်ကနေပြီးတော့ဆေးညွှန်းတယ်အဲ့ဒီဆေးတောင်းရင်ယောဂပြောက်တာတေချာသူပြောတဲ့အတိုင်းဆောင်းရန်ရှောင်းရန်နေဆောင်းရမှာတွေရှောင်းရမှာတွေရှောင်းဆောင်ရမှာတွေဆောင်းရင်ကျမ်းမာလာမှသိကြတယ်အလွဲမှမရှိဘူး
အဲ့ဒါလိုပဲမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလိုက်နာမယ်ဆိုရင်တွဲမှားမှုမရှိနိုင်ဘူးဒီတိုင်းဖြစ်လာမှာပဲဒါကဒီဘဝအောင်မြင်ရေးအတွက်အချက်၄ချက်တခါလူဆိုတာဘဝတစ်ခုတဖြည်းဖြည်းကြီးလာပြီးတော့နောက်ဆုံးမှာဘဝတစ်ခုကအဆုံးသတ်သွားသည်အဆုံးသတ်သွားတော့ပေသည့်ချမ်းမဲမှာရရှိမဲ့ဘဝဆိုတာလာသေးတယ်ဒီဘဝပြီးရင်နောက်ဘဝဆိုတာလာအဲ့ဒီနောက်ဘဝအတွက်အောင်မြင်မှုကရောဘာလို့ရမှာလဲဒီအချက်တွေနဲ့တင်လုံလောက်ပလားလို့ဆိုမလုံလောက်သေးဘူးဒီအချက်တွေကအခုပြောခဲ့တဲ့နော်အချက်၄ချက်စနစ်တကျအိမ်တော်ရေးကိစ္စကိုစီမံခန့်ခွဲတယ်ဆိုတာဒီဘဝအတွက်မိမိရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့စနစ်တကျစုစည်းစီမံဆောင်ရွက်တယ်ဆိုတာလည်းဒီဘဝအတွက်အိမ်တော်ရှင်မျိုးသားရဲ့စိတ်တိုင်းကြပြုမှုဆောင်ရွက်တယ်ဆိုတာလည်းဒီဘဝအတွက်ရှားဝေးစုဆောင်လာတဲ့ပစ္စည်းဥစ္စာတွေကိုစနစ်တကျထိမ့်သိမ်းတယ်ဆိုတာလည်းဒီဘဝအတွက်သာဖြစ်တယ်ဒါဖြင့်ဒီဘဝကတော့လူတိုင်းသိကြပြီကြီးပွားတိုးတက်ပြီနောက်ဘဝအတွက်စိတ်ချရအောင်မလုပ်မလဲဆိုတာကိုမြတ်စွာဘုရားနောက်ဘဝအတွက်ကြတော့အချက်၄ချက်ပဲပြောတယ်နောက်ဘဝလည်းကြီးပွားတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်လိုက်နာဒါတော့အမျိုးသမီးတွေတည်းမကဘူးအမျိုးသားတွေရောသက်ဆိုင်တယ်တရားအဲ့တော့နောက်ဘဝကြီးပွားရေးအတွက်ဘာတွေလိုအပ်တုံးဆိုတတ္ထာတမ္ပန္နောယုံကြည်ချက်နဲ့ပြည့်စုံမှုလိုအပ်တယ်ယုံကြည်ချက်ဆိုတာဘုရားဘာသာဝင်တွေရဲ့ယုံကြည်ချက်ကဘာလဲမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံတယ်တတ္တဟတိတထာဂတဘောဓိလို့ဆိုတယ်မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာတတ္ထာတခြားဘာသာတွေကဘုရားသခင်ရဲ့တကူကိုယုံကြည်တာဘုရားဘာသာဝင်တွေကတကူယုံကြည်တာလို့ဆိုရတာမဟုတ်ဘူးအသိဉာဏ်ကိုယုံကြည်အသိဉာဏ်ကိုယုံကြည်သည့်အတွက်ကြောင့်ဒီလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ဆုံးမချက်ဟာမှားယွင်းမှုမရှိဘူးရှောင်ရမှနဲ့ဆောင်းရမှရှောင်ရမယ်လို့ဟောရင်ရှောင်ရမယ်ဆောင်းရမယ်ဆိုရင်ဆောင်းလွဲမှားမှုမရှိဘူးလို့ယုံကြည်ထားတာယုံကြည်ထားသည့်အတွက်ကြောင့်လိုက်နာကျင့်သုံးမှုဖြစ်ပေါ်ဆရာဝန်ကိုမယုံကြည်ရင်ဆေးတောက်မှမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုမယုံကြည်ဘူးဆိုရင်ဘုရားအဆုံးအမကိုလိုက်နာမှာမဟုတ်ဘူးအေးဘုရားဆုံးမတဲ့အတိုင်းမလိုက်နာဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလေမယုံကြည်တဲ့ပုဂ္ဂိုလ်ပဲဖြစ်မှာပေါ့ဒါကြောင့်မို့ဘုရားပေါ်မှာနှစ်ကာကယုံကြည်လေးစားပြီဆိုတဲ့တတ္ထာရှိဖို့လိုအပ်တယ်တတ္ထာရှိမှအဆုံးအမကိုလိုက်နာမှာဖြစ်တယ်ဒါကြောင့်မို့တတ္ထာတမ္ပန္နောနံပါတ်1ကတတ္ထာရှိအဲ့ဒီတတ္ထာရှိသည့်အတွက်ကြောင့်တတ္ထာဆိုတာယုံကြည်တယ်ဆုံးဖြတ်တယ်ဒါသာအမှန်ဒါလှုပ်တဲ့တယ်ကုသိုလ်ကောင်းမှုဆိုတာလှုပ်တဲ့တယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးဆိုတာရှိတယ်ဆိုရယ်ကံရဲ့အကျိုးကိုလက်ခံတယ်ယုံကြည်တယ်ယုံကြည်သည့်အတွက်ကြောင့်ကောင်းတဲ့အလုပ်တွေကိုလုပ်တယ်ဒါတတ္ထာပဲတတ္ထာဟထောမဟာတနောလို့ဆိုတဲ့အတိုင်းတရားလက်ရှိမှကုသိုလ်ကောင်းမှုဆိုတာရယူတတ်တယ်လောကမှာလူတွေဟာလက်ရှိလို့ယရနာတွေ့ရင်ကောက်ယူနိုင်တာဖြစ်တယ်လက်မရှိတဲ့ပုဂ္ဂိုလ်ဟာကောက်ယူနိုင်တာမဟုတ်ဘူးဒါကြောင့်မို့တရားဟာလက်နဲ့တူတယ်လို့ဒီလိုဆိုတာတရားဆိုတာဟာတကယ့်ကိုမျက်နှိုးဝယ်စည်းစိမ်ဥစ္စာနဲ့တူတယ်ပတ်စံရှိတဲ့ပုဂ္ဂိုလ်မှသာလျှင်လိုချင်တာဝယ်လို့ရတရားရှိတဲ့ပုဂ္ဂိုလ်မှသာလျှင်ကုသိုလ်ကောင်းမှုလုပ်ပြီးတော့မျက်နှိုးဝယ်ယရနာတွေကိုပိုင်ဆိုင်ခွင့်ရှိတယ်ပေါ့ဒါကြောင့်မို့တတ္ထာဆိုတာရှိရဒါဖြင့်တရားရှိတဲ့ပုဂ္ဂိုလ်ရဲ့တွင်မြင်လက္ခဏာတွေကဘာတွေတုံးဆိုတာအကျဉ်းချုပ်ပြောမယ်ဆိုရင်တရားရှိသူနဲ့မရှိသူဘာကွာလဲလို့မေးလို့ရှိရင်မြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောထားတာတရားရှိလို့ရှိရင်တဲ့ဒသနကာမောသီလဝတ္တံလူတော်လူကောင်းတွေအကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ခြင်းနဲ့လူတော်လူကောင်းတွေကိုတွေ့ဆုံခြင်းနဲ့ဘုရားဘုရားဖူးမြော်ခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတရားရှိတဲ့ပုဂ္ဂိုလ်ဆိုလို့တတ္တမံသောတုမိတ်စတိသူတော်ကောင်းတရားကိုကြားနာခြင်းနဲ့ဆိုတာတရားရှိလို့တ
တရားမရှိရင်တရားပွဲမလာဘူးတရားကြားနာမှုတရားနာဖို့ဆိုတာအဝေးကြီးပဲတရားပွဲမလာတော့တရားမရှိလို့မလာတော့မကြားတော့မသိတော့ဘာဖြစ်လဲပညာဆုံးရှုံးနေပေါ့ဒီလိုဆိုလို့ဆုံးရှုံးမှုကအဲ့ဒီမှာသွားနော်ဒါကြောင့်မို့တရားရှိရမယ်လို့ဒီလိုဆိုတရားရှိသည့်အတွက်ကြောင့်တရားပွဲလာတယ်တရားနာတယ်နာသည့်အတွက်ကြောင့်အသိဉာဏ်တွေရတယ်လိုက်နာကျင့်သုံးွယ်တွေကိုယ်ဘဝမှာလောရမှာတွေရှောင်ရမှာတွေဆောင်ရမှာတွေသိတော့အဲ့ဒီသိတာအကျိုးမြတ်ပဲဒါကြောင့်မို့နံပါတ်1နောက်ဘဝကောင်းစားရေးအတွက်ဆိုတာနောက်ဘဝအတွက်ပါကောင်းတာဒီဘဝအတွက်လည်းကောင်းတယ်ဒါကြောင့်မို့တရားနဲ့ပြည့်စုံရမယ်တဲ့တစ်ချက်တရားရှိပြီးဒါနဲ့လုံလောက်လားဆိုတရားရှိသည့်အားလျော်စွာကိုချင်းတရားနဲ့ပြည့်စုံဖို့လိုအပ်သေးတယ်လောကလူတွေရဲ့ခုံသိက္ခာဆိုတာကိုချင်းတရားခဏခေတ်မှာတော့လူတွေက human rights ဆိုပြီးတော့လူအခွင့်အရေးကိုပဲတောင်းဆိုကြတကယ်ကတော့ human rights ဆိုတာအရေးမပါလာဘူးဒီလောက်ကြီးတကယ်အရေးကြီးတာကတော့ human dignity လို့ခေါ်တယ်လူကိုချင်းသိက္ခာအရေးကြီးတယ်အဲ့ဒီလူကိုချင်းသိက္ခာကြတော့ကြဆင်းနေလူကိုချင်းသိက္ခာနဲ့ပတ်သက်ပြီးတောင်းဆိုတာဘယ်သူမှမရှိလူတွေဟာလူပိသားမှုတွေရောပါလာတယ်လူရဲ့ကိုချင်းတရားတွေပြက်ပြားလာဒါမို့လူချင်းကိုချင်းတရားတွေကိုလိုက်နာဖို့လိုအပ်တယ်ဆိုတာဟာပို့အရေးကြီးတယ်ပေါ့လူရဲ့ကိုချင်းတရားဆိုတာတခြားမဟုတ်ဘူးဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့လုံးဝလိုက်နာရမယ့်အချက်တွေကဘာလို့သူတော်ရဲ့အသက်ကိုတတ်ခြင်းမှရှောင်ကျဉ်မှုသူတော်ဘာဥစ္စာခိုးယူခြင်းမှရှောင်ကျဉ်မှုသူတော်ဘာတာမယာပြမှားခြင်းမှရှောင်ကျဉ်မှုသူတော်ဘာအကျိုးပြည့်အောင်လိန်လီပြောဆိုခြင်းမှရှောင်ကျဉ်မှုနဲ့မူရည်စေဝါအရက်သေးစာတောက်စားခြင်းမှရှောင်ကျဉ်မှုဒီရှောင်ကျဉ်မှု9ရပ်ဟာအလုံးကိုအရေးကြီးတဲ့အချက်တွေဘာဖြစ်လို့အရေးကြီးတယ်လို့ပြောတော့ဆိုမြန်မာနိုင်ငံမှာရောကမ္ဘာမှာရောကြည့်လိုက်ရှားဆုံးမှုတို့ပြစ်မှုအနေနဲ့အပြစ်ထံပေးတာဒီထဲမှာအကျုံးဝင်မဝင်စဉ်းစားကြည့်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ပါဏာတိပါဒမလုံးသည့်အတွက်ကြောင့်လောကဥပဒေကလူတွေလှုပ်ထားတဲ့ဥပဒေကတရိစ္ဆာန်တွေတတ်ထားကြတော့အရေးမယူဘူးလူချင်းတတ်လို့ရှိရင်လူသတ်မှုနဲ့ဖန်ခံတဘာဝဥပဒေကြတော့ဘာပဲတတ်ပါဏာတိပါဒဆိုတဲ့တဘာဝဥပဒေကြတော့တတ်ထာမှန်သမျှအရေးယူခံဘယ်သူကအရေးယူတော့မိမိလှုပ်တဲ့လှုပ်ရက်ကကံကြမ္မာကအရေးယူတာလို့ဆိုလို့အဲ့တော့ကံကြမ္မာရဲ့အရေးယူမှုကပို့ပြီးတော့အရေးကြီးတယ်အစိုးရတွေတိုင်းပြည်အုပ်ချုပ်တဲ့သူတွေရဲ့အရေးယူမှုကဒီလောက်ကြီးရေးမကြည့်ဘူးခံရရင်လည်းတခဏတဘဝတာတဘာဝတရားရဲ့ကံတရားရဲ့ကံကြမ္မာရဲ့အရေးယူမှုကိုခံရပြီဆိုရင်ဒီဘဝတွေမကဘူးဘဝပေါင်းများစွာခံရဒါကြောင့်မို့လို့မြတ်စွာဘုရားကကံကြမ္မာကိုဥတည်ပြီးတော့သူများအသက်တတ်ခြင်းမှရှောင်ရမယ်သူများဥစ္စာမတရားယူခြင်းမှရှောင်သူများသားမယားပြစ်မှားခြင်းမှရှောင်ရမယ်လည်းဒီလဲစားပြီးသူများအကျိုးဆိုးရအောင်ပြောခြင်းမှရှောင်ရဝိရစေဝမှရှောင်ရမယ်လို့ဒီလိုကိုချင်းတိလာနဲ့ပတ်သက်ပြီးတော့အနည်းဆုံးသတ်မှတ်ပြီးတော့ဖော်ပြထားတယ်ရှောင်ရင်အကျိုးမရှောင်ရင်အပြစ်ပဲဘာမှစင်ကြီးပေးစရာမလိုဘူးနော်စင်ကြီးပေးစရာကိုချင်းစရာတရားနဲ့ကြည့်မယ်ဆိုရင်လိုက်နာတဲ့အချက်ကြီးပဲဘယ်လိုလိုက်နာတဲ့နာလဲကိုချင်းစရာတရားလေးအရင်မွေးကြည့်လိုက်ငါ့ကိုတတ်ရင်ရောငါခံနိုင်မလားဒါတခုစဉ်းစားငါဥစ္စာရောမတရားသဖြင့်ယူသွားရင်ရောငါဘယ်လိုနေမလဲငါမိသားစုတွေလာပြီးစော်ကားရင်ရောငါခံနိုင်မလားငါ့ကိုအကျိုးပြက်ပြားသွားအောင်လိမ့်လီလှည့်စားပြောကြမယ်ဆိုရင်ငါခံနိုင်မလားအဲ့ဒီအချက်တွေကိုဆင်ခြင်စဉ်းစားကြည့်လိုက်ခံနိုင်ရည်မရှိတဲ့လူတွေကြီးပဲကောင်းနော်ခံနိုင်ရည်ရှိပါတယ်ဆိုတဲ့ပုဂ္ဂိုလ်သူမှမရှိမခံနိုင်ဘူးကိုယ်ကြမခံနိုင်ဘူးနော်မူရစ်စေဝါအယက်သေးစာတောက်စားမှုဆိုပြီးရချက်ဘာဖြစ်လဲမူရစ်နေသည့်အတွက်ကြောင့်အသိပညာတွေမရကုသိုလ်ကောင်းမှုတွေမလုပ်ဖြစ်ဘူး
မူရင်းနေသည့်အတွက်ကြောင့်ဒီဘဝအကျိုးရှိမဲ့အလုပ်တွေနောက်ဘဝအကျိုးရှိမဲ့အလုပ်တွေကုသိုလ်တရားတွေရရှိရတဲ့ပညာတွေမရခြင်းဖြင့်ဆုံးရှုံးနေတာနံပါတ်1ကိုယ့်အတွက်ဆုံးရှုံးနေတာကိုယ်မှီပြီးတော့ကိုယ်နဲ့ဆက်ဆက်နေတဲ့မိသားစုတွေဆုံးရှုံးနေတာကိုယ်ဆုံးရှုံးနေတာသည့်အတွက်ကြောင့်တိုင်းပြည်နဲ့ကြည့်ပဲဆိုရင်တိုင်းပြည်ကမွေးထားတဲ့လူတယောက်စံကုန်မြေလေးဖြစ်ပြီးတော့တိုင်းပြည်အတွက်အကျိုးမရှိသည့်အတွက်ကြောင့်ဆုံးရှုံးနေတာပဲဆုံးရှုံးနေတာမှုတွေကဒီလိုဆက်ပြီးတော့သွားဒါကြောင့်မို့လို့၅ပါးသီလဆိုတာလုံခြုံမှုရှိရအဲ့ဒါကိုတတ္တသီလတမ္ပန္နောလို့ဒီအချက်၅ပါးသီလလုံခြုံပြီဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ့်ကိုမေးမနေနဲ့ကို၅ပါးသီလလုံလားတာမေးလို့ရှိရင်ကိုယ့်ကိုအပေတကားပိတ်ပြီလို့တောင်ပြောလို့ရတယ်လို့ဒီလိုဆိုတာနော်အပေတကားတော့ပိတ်ချင်တာပဲသို့တော့၅ပါးသီလကိုချိုးဖောက်ခြင်းဖြင့်အပေတကားကိုဖွင့်နေကြကိုယ်တိုင်ဖွင့်တာပဲဒီတကားပိတ်ထားလဲကိုယ်တိုင်ပိတ်ဖို့လိုအပ်တာပေါ့နော်ဒါကြောင့်မို့၅ပါးသီလလုံးပြီဆိုရင်ဘာမှစိုးရွံ့ထိတ်လန့်စရာမလိုဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုပြောတာ၅ပါးသီလသာလုံလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအပင်ငရဲမကြတော့ဘူးလို့ဒီလိုဆိုတာ၅ပါးသီလလုံခြင်းကြောင့်အပယ်ကျသွားတယ်ဆိုတာမရှိနိုင်ဘူးဒါကြောင့်မို့သီလတမ္ပန္နောကိုကျင့်သီလနဲ့ပြည့်စုံချင့်ကြံကြိုးကိုအထောက်ရမယ်လို့ဒီလိုဆိုတာဒါက2အချက်3နံပါတ်အချက်ကြတော့ဘာတော့စံခတ်တမ္ပန္နောမိသားစုဘဝမှာနေတဲ့အချိန်မှာအတိုင်းအတာတစ်ခုရကိုမိသားစုကိုဝါလင်အောင်ကျွေးမွေးတယ်နော်ကျွေးမွေးတယ်ရဲရောရှိတယ်ဒါတော့ငါစားမယ်ဟိုကတော့သူများပဲကျွေးမယ်ဒီလိုမထားဘူးအလုံးဟာညီတူညီမျှငါစားသလိုစားရမယ်ဆိုရင်ညီတူညီမျှစိတ်စာကတမ္ပန္နလို့ခေါ်မစ္စရိယဆိုတာငါအတွက်သာလို့ခွဲခြားထားတာမျိုးမရှိပဲနဲ့အလုံးအတွက်ဒီလိုဝေဖန်ခွဲခြားပြီးတော့အိမ်ကိစ္စစီမံတဲ့အခါမှာအလုံးအတွက်ခွဲခြားပြီးတော့စီမံဆောင်ရွက်တတ်တယ်တဲ့စာကဆိုတဲ့ဆွလွတ်မှုရှိရမယ်လို့သူဆိုအဲ့ဒါကြောင့်မို့စာကတမ္ပန္နဆိုတာနံပါတ်3အချက်လိုအပ်တဲ့အရာဖြစ်တယ်နံပါတ်4အချက်ကျတော့ပညာတမ္ပန္နအသိပညာနဲ့ပြည့်စုံရမယ်ဒီနေရာမှာပညာဆိုတာဟာလောကလူတွေကတော့ခေါ်ကြတယ်ပညာသင်ထားရင်ပညာတတ်တယ်လို့ဒီလိုပြောတယ်အမှန်ကအဲ့ဒီအချိန်ဟာပညာမဟုတ်သေးဘူးမှတ်သားထားတာပဲရှိသေးတယ်ပညာဆိုတာကိစ္စတစ်ခုပေါ်လာတဲ့အခါမှာဆွေးနွေးဆုံးဖြတ်တာဆင်ញင်သုံးသပ်ဆုံးဖြတ်တာမှပညာလို့ခေါ်တယ်နော်အဲ့ဒီကြမှာပညာကိုသုံးချဒါကြောင့်မို့ပညာဆိုတာချက်ပြုတ်စားစရာမဟုတ်ဘူးပြောစရာလည်းမဟုတ်ဘူးဘာလဲဆိုရင်ဆင်ញင်သုံးသပ်စရာသာဖြစ်တယ်အလုပ်ကိစ္စတစ်ခုပေါ်လာပြီဆိုရင်ပညာရှိတဲ့ပုဂ္ဂိုလ်ကစဉ်းစားတယ်လုပ်တဲ့တယ်မလုပ်တဲ့ဘူးစဉ်းစားတယ်ဘယ်လိုလုပ်ရမလဲလုပ်နည်းကိုစဉ်းစားအဲ့ဒါပညာကအဲ့ဒီကြတော့မှလုပ်တာနော်စောစောကသင်ထားတာတွေကပညာမဟုတ်ဘူးလုပ်နည်းလုပ်ဟန်တွေကိုသင်ထားရမြတာဖြစ်တယ်ပညာကြတော့ကိုယ်တိုင်ဆင်ញင်စဉ်းစားပြီးလုပ်တဲ့ဟာကြတော့မှပညာနဲ့လုပ်တယ်လို့ဒီလိုပြောတာသင်ထားတဲ့ပုံမှာအခြေခံပြီးတော့အလုပ်လုပ်သွားဒါတောင်မှပဲပညာသင်ထားပြီးတော့လွဲသွားတယ်ဆိုတာရှိသေးတယ်လေလွဲသွားတယ်ဆိုတာရှိသေးတယ်ဒါကြောင့်မို့ပညာဆိုဒီမှာဆင်ញင်သုံးသပ်မှုအဲ့ဒီဆင်ញင်သုံးသပ်မှုပညာဆိုတာအမြဲတမ်းအရေးကြီးပါတယ်ဘဝတိုးတက်ရေးအတွက်ဒီလောကလှုပ်တဲ့အလုပ်လားဒီလောကမလှုပ်တဲ့အလုပ်လားရှောင်ရံနဲ့ဆောင်ရံမလှုပ်တဲ့နာကိုရှောင်ရမယ်လှုပ်တဲ့နာကိုလှုပ်ရမယ်ဆိုတဲ့ခွဲခြားသိတာပညာအဲ့ဒီကြတော့မှပညာဆိုတာလားခွဲခြားသိလားဒီစကားမပြောရဘူးဆိုမပြောသိဒီစကားပြောရမယ်ဆိုတာလည်းသိဒီအစားစားတဲ့နဲ့ဒီအစားသာမစားတဲ့ဘူးဟောသိခွဲခြားသိအဲ့ဒါလို့ကွဲပြားသိတဲ့အသိကိုသာလေပညာလို့ခေါ်တာဖြစ်တယ်ကွာအဲ့ဒါလို့ပညာမျိုးကအစဒုဘဝမှာကုသိုလ်ကံတရားဆိုတာရှိတယ်ကံတရားရဲ့အကျိုးဆိုတာရှိတယ်
အဲ့ဒီကံကံဤအကျိုးကိုသိမြင်မှုဆိုတာလေကမ္မတက္ကတာသမ္မာဒိဋ္ဌိကံတာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့သိကံတာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတာဒီရှင်းရှင်းလင်းလင်းပြောရလို့ရှင်ကိုလှုပ်တာကိုတာဝန်ယူရမယ်လို့သိတဲ့အသိမျိုးဆိုလို့လောကလူတွေကကိုလှုပ်ပြီးတာဝန်မယူတာတွေအများကြီးရှိတယ်လေအဲ့ဒါကိုအင်္ဂလိပ်လို responsibility လို့ခေါ်တယ် responsible ကိုလှုပ်တဲ့အလုပ်ဟာကိုကတာဝန်ယူရတာဝန်ရှိသွားကိုလှုပ်တဲ့အလုပ်ဟာတာဝန်ရှိကိုလှုပ်ရင်ကိုပဲရကိုစားတဲ့အစာဟာဟုတ်လားကိုယ့်ပေါ်မှာပဲအကျိုးသက်ရောက်မှုလာမှာပဲကိုတောက်တဲ့ဆေးရလဲကိုယ့်ပေါ်မှာပဲအကျိုးသက်ရောက်မှုရှိထို့တူပဲကိုလှုပ်တဲ့အလုပ်ဟာကိုယ့်ပေါ်မှာသက်ရောက်တယ်အဲ့ဒီအကျိုးသက်ရောက်တာကိုလက်ခံတာကိုကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိရှိဖို့လိုအပ်တယ်လို့ဒါပြောတာနော်မြတ်စွာဘုရားကိုယ်တိုင်ကဟောတာလေဘာပဲလှုပ်လို့တဲ့ကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့လှုပ်တဲ့ကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒီလှုပ်တဲ့ကံရဲ့ကိုယ်ပဲကောင်းမွေဆိုးမွေကိုခံရမယ်လို့ဆိုတာဒီအဓိပ္ပာယ်ကိုပြောတာအဲ့ဒါပညာတစ်ခုပဲအဲ့ဒီပညာတဲ့အဆင့်မြင့်တဲ့ပညာကြတော့ဘာပညာလို့ခေါ်လို့ဆိုဝိပဿနာပညာဘုရားသာသနာတော်နဲ့ကြုံတဲ့အခါမှာကမ္မတက္ကတာသမ္မာဒိဋ္ဌိကမ္မတက္ကတာပညာတဲ့ပိုလွန်တဲ့ဝိပဿနာပညာကိုလည်းရအောင်ယူရမှာဖြစ်တယ်ပေါ့ဝိပဿနာပညာကြတော့ကြည့်လောကဝါရအနေနဲ့ပြောတယ်သူတဲ့ငါတဲ့ယောက်ျားတဲ့မိန်းမတဲ့မျိုးသားတဲ့မျိုးသမီးတဲ့လူခွဲခြားပြီးတော့ပြောတယ်လောကဝါရသမုဒိသစ္စာဘင်းကအဲ့လိုခွဲခြားပြောတော့ပရမတ္ထရှုထောင့်ကကြည့်မယ်ဆိုရင်လောကမှာရှိသမျှတရားတွေဟာခန္ဓာ၅ပါးခန္ဓာ၄ပါးခန္ဓာတစ်ပါးဒီလိုခန္ဓာတွေကိုပဲခေါ်နေတာဖြစ်တယ်လူသားတွေအနေနဲ့ပြောမယ်ဆိုရင်ခန္ဓာ၅ပါးရှိတယ်ခန္ဓာ၅ပါးဟာဒီ body လို့ဆိုတဲ့ရုပ်ခန္ဓာကိုယ်ကြီးရှိဘာတွေတော့မျက်စိနားနှာခေါင်းလျှာကာယဟောတာတွေဟာရုပ်ခန္ဓာအဲ့ဒီရုပ်ခန္ဓာကိုအမိပြုပြီးတော့အသိစိတ်ဆိုတာမနနာခန္ဓာအဲ့ဒီအသိစိတ်နဲ့ဆက်ဆက်ပြီးတော့ဖြစ်နေတဲ့စိတ်ထဲရဲ့ခံစားချက်တွေတို့မှတ်သားချက်တွေတို့စိတ်စော်လှုပ်ရှားမှုကြံတွေးမှုတွေတို့ဆိုတာတွေကဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာလို့ဆိုပြီးတော့ဟောနန္တရားနဲ့ပတ်သက်တာခန္ဓာ၄ပါးဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုခန္ဓာ၄ပါး body ဆိုတဲ့ရုပ်နဲ့ပတ်သက်တာကြတော့ရူပခန္ဓာတစ်ပါးအဲ့ဒါလို့ခန္ဓာ၅ပါးမျှတာလေဒုတဏ္ဍမှာရှိတယ်လို့အခြေခံသိတယ်ရုပ်နာကလွဲပြီးတော့တရားဝါဆိုတာမရှိဘူးနော်ငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးလို့ရှင်းရှင်းလင်းလင်းကြီးသိအောင်သုတမယဉာဏ်နဲ့သင်ယူမှတ်သားတယ်ဘာဝနာမယဉာဏ်နဲ့ပွားများအားထုတ်တယ်ဟောရုပ်နဲ့နာနဲ့ကွဲပြားသွားပြီဥပမာမဲ့ကျိုးဆွဲတဲ့ရုပ်သေးရုပ်ကလေးကြည့်ရုပ်သေးရုပ်ကလေးဟာသူ့မှာလှုပ်ရှားနိုင်စွာမရှိဘူးကျိုးလေးရယ်ဆွဲပေးတဲ့ကျိုးဆွဲတဲ့လူရယ်ဒီအယုတ်ရယ်ပေါင်းစပ်ထားသည့်အတွက်ကြောင့်လှုပ်ရှားနေတာတခုစီခွဲလိုက်လို့ရှိရင်လှုပ်ရှားနိုင်စွာမရှိဘူးဒါနှစ်ခုပေါင်းလိုက်မှလှုပ်ရှားမှုရှိတယ်လူတွေမှလည်းပဲထို့တူပဲရုပ်နဲ့နာနှစ်ခုပေါင်းစပ်တဲ့အခါမှာစကားပြောတယ်ငိုတယ်ရည်တယ်လှုပ်ရှားတယ်စားတယ်တောက်တယ်ဆိုတာဖြစ်လာသေသေးချာချာစဉ်းစားကြည့်နေ့စဉ်နဲ့အမျှထမင်းစားတယ်ဆိုရင်စားခြင်းနဲ့ဆိုတဲ့စိတ်ဆန္ဒလေးပေါ်လာတာကစားခြင်းနဲ့စိတ်ကလေးကနန္တရားအဲ့ဒီနန္တရားကစားခြင်းနဲ့ဆိုလို့မှရုပ်ခန္ဓာကြီးကစားပေးရဟောဒါရုပ်တရားလို့ဒီလိုဆိုလို့ရပေါ့အဲ့ဒါလိုပဲစကားပြောခြင်းနဲ့စကားပြောတယ်သွားခြင်းနဲ့သွားတယ်လှုပ်ခြင်းနဲ့လှုပ်တယ်ဆိုတာတွေဟာအကုန်လုံးယုံနဲ့နံနဲ့ပေါင်းစပ်ထားပြီးနန္တရားကဥဆောင်သမျှရုပ်တရားတွေကလှုပ်ရှားနေကြတယ်ဆိုတာမထင်ရှားဘူးလားဒါကိုထင်ထင်ရှားရှားကြည့်သိအောင်အေးတရားဝဲရှိတယ်တရားဝဲသွားလိုက်အောင်မယ်ဆိုတဲ့စိတ်ဟာအရင်ပေါ်တယ်ပြီးတော့မှလူကရောက်လာနော်ဒီလိုဆိုတာပေါ့
တရားပွဲသွားအောင်မယ်ဆိုတဲ့စိတ်မှမပေါ်ဘူးလို့ရှိရင်ဘယ်လာမှာတော့အဲ့တော့နန္တရားနဲ့ယုတ်တရားနှစ်ခုပေါင်းဆက်ပြီးတော့အလုပ်ဖြစ်နေတယ်ဆိုတဲ့သဘောတရားကိုကွဲကွဲပြားပြားသိပြီးတော့ဒီထဲမှာငါဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးလို့ဒီလိုခွဲခွဲခြားခြားမြင်လာတာဝိပဿနာဉာဏ်ရဲ့အခြေခံနာမရူပပရိစ္ဆေဒဉာဏ်လို့ဒီလိုခေါ်တာပဲအဲ့ဒါလိုပေါင်းစပ်မှုတွေဟာအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးအကြောင်းကိုမှီပြီးတော့ဖြစ်တာအဲ့ဒီဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်လာဥပမာမဲ့မြင်သိစိတ်ကလေးဖြစ်လာတယ်ဆိုတာမျက်လုံးမှာမျက်လုံးဖွင့်လိုက်တယ်မြင်စရာအာယုံနဲ့ဆုံတယ်မျက်လုံးနဲ့မှမြင်စရာအာယုံပေါ်လာတဲ့အခါကျတော့မျက်လုံးနဲ့မြင်စရာအာယုံဒီနှစ်ခုဆုံပြီးသည့်အတွက်ကြောင့်မြင်သိစိတ်ဆိုတာပေါ်လာမြင်သိစိတ်ဆိုတာဒီတင်ကမျက်လုံးထဲမှာရှိနေတာမဟုတ်ဘူးနှလုံးသားထဲမှာရှိနေတာမဟုတ်ဘူးအုံနောက်ထဲမှာရှိနေတာမဟုတ်ဘူးဘယ်နေရာမှရှိနေတာမဟုတ်ဘူးဒါကိုထင်ရှားအောင်စဉ်းစားကြည့်ဗမာတွေတီးတဲ့ဆောင်းကလေးကိုပဲကြည့်ဗမာတွေတီးတဲ့ဆောင်းထဲမှာကိုယ့်ကိုစဉ်းစားကြည့်ထူးမခြားနာသချင်းတီးတာဘယ်နာကထွက်လာတယ်လဲစဉ်းစားကြည့်ပေါ့ဆောင်းတွေကဆောင်းအိုးကြီးတွေကထွက်လာလားဆောင်းကြိုးတွေကထွက်လာတာတီးတဲ့လက်ထဲကထွက်လာတာလားဆိုဘယ်ထဲကမှထွက်လာတာမဟုတ်ဘူးပေါင်းဆက်လိုက်တာဆောင်းအိုးရှိတယ်ဆောင်းရိုးရှိတယ်တီးတဲ့လက်ရှိတယ်လူရဲ့စိတ်ဆန္ဒရှိတယ်အဲ့ဒါတွေပေါင်းပြီးတော့တိခတ်လိုက်တဲ့အခါမှာဒီအတန်ထွက်တာလေအကယ်၍ဆောင်းရိုးထဲမှာအတန်ရှိနေဆောင်းရိုးကိုဖြုတ်ကြည့်ပေါ့ရှာလို့တွေ့မလားမတွေ့နိုင်ဆောင်းအိုးထဲမှာအတန်ရှိနေရင်လည်းဖြုတ်ကြည့်ပေါ့ရှာလို့တွေ့မလားမတွေ့နိုင်တီးတဲ့လက်ထဲမှာရှိသလားဆိုတော့တီးတဲ့လက်ထဲမှာလည်းမရှိဘူးပေါင်းစပ်မှဖြစ်လာတီးတဲ့ထင်ရှားတဲ့ဥပမာတစ်ခုပြောမယ် gas မီးချစ်ကလေးဆေးလိပ်တောက်တတ်တဲ့လူတွေကမီးချစ်ဖူးလေးကိုဆောင်းထားတယ် gas မီးချစ်လေးကိုဆောင်းထားတယ်အဲ့ထောင်နဲ့ထည့်သွားတာပဲဒါပြင် gas မီးချစ်လေးထဲမှာမီးရှိလားလို့မေးလို့ရှိရင်မီးရဲ့သဘောအရှိရင်ပူမယ်လောင်မယ်လေအဲ့ထောင်နဲ့ထည့်သွားတာလောင်းကုန်မှာပေါ့မီးမရှိဘူးဒါပြင်မီးမရဘူးလားဆိုကြည့်နောက်ထပ်အကြောင်းတစ်ခုပေါင်းစပ်လိုက်မယ်အထဲမှာဒီတံပိန်းလေးရှိတယ် gas တွေရှိတယ်နောက်တစ်ခုအကြောင်းတစ်ခုပေါင်းလိုက်တာဖိပြီးတော့ပုတ်ချလိုက်တယ်ဖိပြီးတော့တွန်းလိုက်တာလေးပါလိုက်လို့ရှိရင်မီးပွင့်လာတယ်ဟောဒါဟာအကြောင်းတရားလို့ခေါ်တယ်အဲ့တော့ရှိနေတာမဟုတ်ဘူးဖြစ်လာတာဒါကြောင့်မို့မြတ်စွာဘုရားကဝိညာဏံပဋိစ္စသမုပ္ပါဒ်ဝိညာဉ်ဆိုတာအကြောင်းကိုအမိပြုပြီးတော့နံတရားတွေဆိုတာအကြောင်းတရားကိုအမိပြုပြီးမှဖြစ်လာတဲ့ဟာတွေပါလို့မြတ်စွာဘုရားဒီလိုဟောတာအတန်လည်းထို့တူပဲမိပြီးတော့ဖြစ်လာအဲ့ဒါလို့ဖြစ်လာတဲ့အကြောင်းတရားတွေကိုပါစဉ်းစားလာနိုင်တာကြတော့နာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်အဲ့ဒီဉာဏ်မျိုးနဲ့ရှိရမယ်လို့မြတ်စွာဘုရားတို့ဒါအဆင့်မြင့်သွားတဲ့ဉာဏ်လေးခုနကကံကံဤအကျိုးသိတဲ့ဉာဏ်ကအခြေခံဉာဏ်အခုလိုပြောတဲ့ယုံနံကိုသိလာပြီးယုံနံရဲ့အကြောင်းကိုသိတယ်ဆိုရင်နာမရူပပရိစ္ဆေဒ analytical knowledge of mind and matter knowledge of causality လို့ခေါ်တယ်အဲ့ဒါသိလာတာအကြောင်းတရားရောသိလာတဲ့အခါကျဗုဒ္ဓဘာသာဝိနည်းဟာအခြေခံအဖြစ်အဲ့ဒါလောက်တော့သိရမယ်လို့ဆိုတယ်အဲ့ဒါမှဗုဒ္ဓဘာသာအစစ်ဖြစ်ပြီးဝိသုဒ္ဓိမေကျမ်းကြီးအလိုပြောမယ်ဆိုလို့ရှိရင်အဲ့ဒီယုံနဲ့နံကိုလည်းသေချာသိပြီးတရားဝါဆိုတဲ့အတွေ့လည်းပျောက်သွားပြီးအကြောင်းတရားတွေကိုလည်းပဲသိသွားပြီဆိုလို့ရှိရင်သုလသောတပန်လို့ခေါ်တာသောတပန်နဲ့အလားတန်တူတဲ့သုလသောတပန်လို့ဒီလိုပြောတာနော်အဲ့ဒီဉာဏ်နှမျိုးရပြီဆိုရင်ဒါကြောင့်မို့ပညာတမ္ပနောတဲ့အမျိုးသမီးတွေကဒီပညာမျိုးနဲ့ပြည့်စုံအောင်ကြိုးစားပါလို့ဒီလိုဆိုအဲ့ဒီတဲ့အဆင့်မြင့်လာတဲ့အခါကျတော့ခုပြောတဲ့ယုတ်တိနန္ဒီဆိုတာဖြစ်ပြီးရင်ပြတ်သွားလို့အနိစ္စဖြစ်ပြမှုတွေကအမြဲတမ်းကပ်ပြီးတော့ဒုက္ခပေးနေလို့ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမလိုက်ဘူးသူ့အကြောင်းနဲ့သူဖြစ်နေတာဖြစ်သောကြောင့်အနတ္တလို့ဆိုတဲ့အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောကိုပါဖြည့်ဆွက်ပြီးဆင်ញင်လာနိုင်ပြီဆိုလို့ရှိရင်တော့ဝိပဿနာဉာဏ်အစစ်ဖြစ်သွားပြီလို့ဆိုတယ်အဲ့ဒီဝိပဿနာဉာဏ်ဆိုတဲ့ပညာတမ္ပန္နအသိပညာနဲ့ပြည့်စုံမှုလိုအပ်တာဒါဖြင့်ဒီပညာကဘာအသုံးကျတော့လို့မေးရယုံနံကိုသိတယ်အကြောင်းတရားကိုသိတယ်
ဝိပဿနာဉာဏ်ဟာဘာအတွက်အသုံးချတာတော့လက်တွေ့အတွက်ဘယ်လိုတန်ဖိုးရှိတာတော့ဆိုဝိပဿနာပညာရှိခြင်းအပြင်တွေ့တာမှုတွေတတ်မဲ့မှုတွေဆွဲလန်းမှုတွေကိုလျှော့ချနိုင်တယ်ဒါအကျိုးပဲလိုချင်မှုတွေကိုလျှော့ချနိုင်တယ်ဆွဲလန်းမှုတွေကိုလျှော့ချနိုင်တယ်တတ်မဲ့မှုတွေဒါဖြင့်လူဆိုတာလိုချင်တာပေါ့လိုချင်နေတော့ဘာဖြစ်လဲဆွဲလန်းတော့လို့ဘာဖြစ်လဲလို့မေးစရာရှိတယ်လိုချင်တတ်မဲ့တဲ့ဆွဲလန်းတဲ့ရဲ့နောက်ွယ်မှာဘာလို့ရှိတုံးဆိုရင်တောကဆိုတာစိုးရိမ်တာစိတ်ပူတယ်ဆိုတာတောကအဲ့ဒီစိတ်ပူမှုစိတ်ဆင်းရဲမှုဆိုတာတွေလာနေမှာပဲတွေ့တာမှုဆိုတဲ့လောဘကိုမလျှော့ချတဲ့ပြတောကဆိုတာလာနေမှာပဲအဲ့တော့စိတ်ပူတာဆိုတာကြတော့ကြိုက်သလားလို့ဆိုဘယ်သူမှမကြိုက်ပူလောင်တယ်ဆိုတဲ့ဟာဘယ်သူမှမကြိုက်ဒါဖြင့်ဘယ်သူမှမကြိုက်တဲ့တောကဘာလို့ရနေကြတော့ဆိုလောဘကြောင့်ရတာတွေ့တာမှုတွေလူကျင်မှုတွေကြောင့်တောကဖြစ်တယ်ကြည့်လေကိုပိုင်တဲ့ပစ္စည်းတစ်ခုပျက်စီးသွားမှဆိုတောကဖြစ်တယ်လေနော်ကိုပိုင်တဲ့မြေသိမ်းခံရပြီဆိုရင်တောကဖြစ်မှာပဲကိုပိုင်တဲ့ပစ္စည်းတစ်ခုမီးလောင်သွားတယ်ရေမျောသွားတယ်တောကဖြစ်မှာပဲတောကဆိုတာပိုင်ဆိုင်မှုနဲ့ပတ်သက်လာပိုင်ဆိုင်မှုပေါ်မှာတွေ့တာမှုတွေလာရင်တောကဖြစ်တယ်အဲ့ဒီတောကကိုထုတ်လုပ်နိုင်တဲ့လောဘကိုလျှော့ချပေးတယ်ဆိုတဲ့ဘလောက်ကောင်းမလဲပစ္စည်းဥစ္စာကိုလျှော့ချတာမဟုတ်ဘူးလောဘကိုလျှော့ချလူတွေကထင်ကြတယ်လောဘမရှိရင်တပည့်တို့ဘယ်ချမ်းသာမလို့လောဘရှိလို့လောက်ကင်စားတော့နေကြတာပေါ့လို့ပြောလိုက်မယ်လောဘကြောင့်ချမ်းသာတာလားဆိုတာစဉ်းစားကြည့်လောဘကြောင့်ချမ်းသာတယ်ဆိုရင်ကြောင်းမတက်နဲ့လေစီးပွားရေးပညာတွေသင်မနေနဲ့လောဘကြောင့်ချမ်းသာတယ်ဆိုရင်လောဘဆိုတာမွေးတယ်ရှိလာခဲ့ပြီနော်ချမ်းသာတာလောဘကြောင့်ချမ်းသာတာမဟုတ်ဘူးဘာကြောင့်ချမ်းသာစီးပွားရှာတတ်တဲ့ပညာကြောင့်ချမ်းသာဒါကြောင့်မို့လို့ economic ဆိုသင်ရတာလေအဲ့ပညာကြောင့်ချမ်းသာလောဘကြောင့်ချမ်းသာတာမဟုတ်ဘူးတချို့ကလောဘရှိလို့ချမ်းသာတယ်လို့ထင်တယ်လောဘရှိရင်တခိုးပဲဖြစ်မှာပဲဟောစီးပွားပညာတတ်သည့်အတွက်ကြောင့်ရှာတတ်တယ်ဖွေတတ်တယ်နားလဲတယ်ဟာကိုအကြောင်းပြုတာနားလည်မှုသည်ပညာဟုတ်လားစဉ်းစားတတ်တာဒီအလုပ်လုပ်ရင်အကျိုးများရှိတယ်မရှိဘူးစဉ်းစားတတ်တာပညာအဲ့ဒီစဉ်းစားတဲ့အတိုင်းလိုက်နာဆောင်ရွက်တာကလုံလဝိရိယတဲ့အဲ့ဒီပညာနဲ့လုံလဝိရိယနှစ်ခုပေါင်းစပ်လိုက်လို့ကြီးပွားချမ်းသာတာအဲ့ဒါကိုလူတွေကပြောတယ်လောဘရှိလို့ချမ်းသာတယ်လို့ထင်နေကြတလွဲကိုသွားပြီးတော့ကျေးဇူးတင်နေတယ်လို့ဖြစ်တယ်လောဘမရှိနဲ့ပညာနဲ့ဝိရိယရှိရင်ချမ်းသာတယ်မရချင်လဲရမှာပဲနော်ပညာနဲ့ဝိရိယရှိဖို့လိုရတယ်ဒါကြောင့်မို့လို့ပညာဝိရိယအရေးကြီးတယ်စီးပွားချမ်းသာတိုးတက်တာပညာနဲ့ဝိရိယကြောင့်တိုးတက်တာပြင်းနေရင်မရဘူးလိုတော့လိုချင်တယ်ပြင်းနေရင်မရဘူးလိုတော့လိုချင်တယ်မလောက်တတ်ဘူးမရဘူးအေးဒါကြောင့်မို့အလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားတတ်အဲ့လိုဆင်ញင်စဉ်းစားတတ်မှကြီးလောဘသည်တောကဝဒဖြစ်စေတယ်ကြီးပွားတိုးတက်မှုကိုမဖြစ်စေဘူးဒါကြောင့်မို့လို့လောဘကိုလျှော့ချနိုင်ဖို့အတွက်ဝိပဿနာပညာဆိုတာပြည့်စုံအောင်ဒါတော့မှဘဝစက်တိုင်းကောင်းပြီးတော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာတရားမျက်မှောက်ပြုနိုင်မှာဖြစ်တယ်အမျိုးသမီးတွေရဲ့ဒီဘဝအောင်မြင်ရေးနောက်ဘဝအောင်မြင်ရေးဆိုတဲ့ဘဝအောင်မြင်ရေးအတွက်မြတ်စွာဘုရားဟောတဲ့အဆုံးအမတွေဟာလုံလောက်ပြည့်စုံတယ်ပေါ့နောက်ဘဝထီအောင်မြင်မှုအတွက်နံပါတ်1တရားနဲ့ပြည့်စုံရမယ်နံပါတ်2ကိုကျင့်သီလနဲ့ပြည့်စုံရမယ်နံပါတ်3စာဂတ္တပ္ပနာစွန့်ကြဲမှုမစ္စရိယကင်းကင်းရှင်းရှင်းနဲ့ဒီ generosity ဆိုတဲ့ဒီသဘာဝတရားနဲ့စွန့်ပြည့်စုံရပညာတမ္ပနာပညာနဲ့ပြည့်စုံရမယ်လို့အဲ့ဒီ၄ချက်နဲ့ပြည့်စုံလို့ရှိရင်တော့နောက်ဘဝအရေးစိတ်အေးရတယ်နောက်ဘဝအတွက်အောင်မြင်မှုကိုရပြီလို့ဒီလိုတစ်ထစ်ချပြောနိုင်တယ်ဒီဘဝအတွက်အောင်မြင်မှုကိုရဖို့၄ချက်နောက်ဘဝအောင်မြင်မှုရဖို့အတွက်၄ချက်အလုံးပေါင်းလိုက်တဲ့အခါ၈ချက်အမျိုးသမီးလောကဘုရားဘာသာဝင်အမျိုးသမီးတို့ရဲ့ဘဝအောင်မြင်ရေးဟာဟောဒီ၈ချက်ပဲဖြစ်ပါတယ်ဘုရားမြတ်စွာကပိဋကအကြောင်းအမကြီးကိုလည်းဒီဟာကိုဟောပြောမှုတယ်ယဟန်တွေကိုလည်းဟောပြောထားတာရှိတယ်အဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိရှိနားလည်ပြီးတော့မိမိတို့ရဲ့ဘဝအောင်မြင်မှုအတွက်
ကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောက်မြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြန်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း